တက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြစ်ဆိုချိန်မှာကျောင်းရဲ့အလှပိုင်ရှင်လူလူရန်လောက်ရိုးရင်းနဲ့တက်နိုင်သမျှအဝေးဆုံးမှာနေရဖို့တေချာအောင်အပူမေးခွန်းတိုင်းကိုကျွန်တော်တမင်တက်အမှန်ကြီးပဲဖြေခဲ့တဲ့စာမှုပွဲခန်းထဲကနေထွက်လာပြီးနောက်လူလူရန်ရဲ့တငယ်ချင်းမလေးတွေကကြံရှောင်ပြီးဂျင်းခိုင်ရိုယူကိုဝိုင်းပိတ်ပြီးလှောင်ပြောင်ကြတဲ့လူလူရန်ကသူမစာမှုပွဲကောင်းကောင်းမဖြေနိုင်ခဲ့ဘူးဒါကြောင့်ဒီနေ့လေစာမှုပွဲမှာမင်းစာရွက်အလုပ်ပဲအဲ့ရမယ်မဟုတ်ရင်တော့သူမချေရင်းမှာဝစ်တွားကစားခွင့်ထာဝရဆုံးရှကုန်းသွားလိမ့်မယ်လို့ပြောခဲ့တယ်အဲ့ဒီအုပ်စုကပွဲကြပြီးဝိုင်းရကြတယ်ကျွန်တော်လူလူရန်ကိုကြည့်လိုက်တော့သူမမျက်နှာပေါ်ကယွန်ရှာဆက်စုပ်မှုတွေကိုအထင်ရှားတွေ့နေရတယ်ကျွန်တော်လည်းခေါင်းညိတ်ပြီးရပါပြီလို့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့သူမရဲ့ခွေးလေးတစ်ကောင်လှုပ်ချင်တဲ့သူသွားလုပ်ပါစီတော့လို့တွေးနေခဲ့တယ်ကျွန်တော်မတ်တက်ရက်ပြီးလှည့်ထွက်လာခဲ့ကကျွန်တော်ရဲ့အိမ်တော်ထင်းစီချက်ချင်းဖုန်းဆက်လိုက်တယ်သူမမိသားစုကိုထောက်ပံ့ပေးနေတဲ့ငွေကြေးအားလုံးကိုချက်ချင်းဖြတ်တောက်လိုက်ပြီးတော့သူတို့ကိုအိမ်ယာထဲကနေနှင်ထုတ်လိုက်စမ်းပါလူလူရန်ကဒေါသတကြီးနဲ့ဖုန်း69ခါတောင်ဆက်ခဲ့ပေမဲ့ကျွန်တော်တခါမှဖုန်းမကင်ခဲ့ဘူးအခုကျမှပြာရခတ်နေပြီလားအရင်ကအဲ့ဒီလိုမာနတွေပဲရောက်သွားပြီလေအတိတ်ဘဝတုန်းကနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးရဲ့တားတယောက်ဖြစ်ခဲ့တဲ့ကျွန်တော်ဟာမိသားစုရင်မောင်းရဲ့သမီးကိုလက်ထပ်ဖို့ယူသွမတ်တက်ဆွဲလန်းခဲ့မှုတဲ့အဖေထားရခဲ့တဲ့ကုမ္ပဏီကိုလည်းသူမလက်ထဲတိုက်ရိုက်လွှဲပြောင်းပေးခဲ့တယ်သူမကကျွန်တော်ပတ်စံတွေကိုသုံးပြီးတခြားလူတစ်ယောက်နဲ့တွေ့ခဲ့တယ်သူမရဲ့ရီးစားကအလိုလိုက်ခံရတဲ့ခွေးပေါက်လေးတစ်ကောင်လိုဖူးဖူးမှုတ်ထားခံရတယ်သူမမင်္ဂလာဆောင်တဲ့နေ့မှာတော့ကျွန်တော်ကအငှားစီခံတစ်ယောက်လိုဆက်ဆံခံခဲ့ရတယ်စေကူတာကိုငွေချေးခြင်းလို့သူမစီဖုန်းဆက်ခဲ့တယ်သူမကအေးဆက်ဆက်နဲ့ငင်ငါကိုတွေ့ကပ်နေခဲ့တဲ့နှစ်တိုင်းကအိမ်မက်ဆိုးတွေကြီးပဲကြံရှောင်၍ငါတို့အားလုံးကိုကူညီတဲ့အနေနဲ့တက်ွယ်သွားပေးပါလို့ပြောခဲ့တယ်ကျွန်တော်ရဲ့နောက်ဆုံးအချိန်ရောက်မှကျွန်တော်ကိုဖတ်ထားတဲ့အမျိုးသမီးကိုကြည့်လိုက်မိပြီးကျွန်တော်တခါကညှင်းပယ်ခဲ့ဘူးတဲ့တတိသမီးလေးဟာကျွန်တော်ကိုစောင့်ဆိုင်နေတာတခါမှမရက်တန့်ခဲ့ဘူးဆိုတာကိုသဘောပေါက်ခဲ့ရတယ်ကျွန်တော်ပြန်ပြီးမျက်လုံးပွင့်လာတဲ့အချိန်မှာအထက်တန်းကျောင်းတတိယနှစ်ဘဝကိုပြန်ရောက်နေခဲ့ပြီးအဲ့ဒီနှစ်တုန်းကကျွန်တော်အတန်းထဲမှာစာပွဲခုံပေါ်မောက်ပြီးအိပ်ပျော်နေခဲ့တာကောက်ကျစ်စင်းလဲတဲ့လူယူရန်လော်ရောင်းကကျွန်တော်ကိုလာနှုတ်ခဲ့တယ်လူချင်းရန်ဘိုက်အောင်နေလို့သွားပြီးလေးစေးတပူးလောက်မြန်မြန်သွားဝယ်ပေးစမ်းပါအောင်ပြီးတော့ကန်တင်းကနေထမင်းပါတခါတည်းဝယ်ခဲ့အသားများများထည့်ခဲ့တော့သူကသိပ်ပိန်တော့အာဟာရရှိရှိစားဖို့လိုတယ်လူချင်းရန်ကတော့ဘိုက်အောင်လို့ဆိုပြီးစာပွဲခုံပေါ်မှောက်နေခဲ့ကဘေးနားမှာတော့လူတွေကတတိသမီးတယောက်လိုဝိုင်းပြီးဖားနေကြတယ်ဒါပေမဲ့အဲ့ဒီထဲမှာအလိုလိုက်ဆုံးကတော့အားလုံးသိကြတဲ့အတိုင်းလူယူရန်ပေါ့လူယူရန်ကလူချင်းရန်ရဲ့ချစ်သူလေးသူတို့နှစ်ယောက်ကအတန်းထဲမှာအမြဲတမ်းအဆင့်တစ်နဲ့နှစ်ကိုပဲအလှည့်ကြရလိမ့်ရှိပြီးလူတိုင်းရဲ့မျက်စိထဲမှာတော့လိုက်ဖက်လုံးနဲ့ရွှေဘူးစာစုံတွဲပေါ့ကျွန်တော်ကတော့လူယူရန်ရဲ့အုံနောက်မရှိတဲ့အစီကံအောက်ခြေသားပေါ့နေတိုင်းအတန်းထဲမှာအိတ်တဲသူခိုင်းသမျှထမင်းတော်ဝယ်ပေးတယ်ရေခတ်ပေးတယ်ခိုင်းသမျှအကုန်လုပ်ပေးခဲ့ရတာအခုတကြော့ပြန်အသက်ပြန်ရှင်လာပြီးလူယူရန်ရဲ့မျက်နှာဖုံးအမှန်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့တစ်ခုလုံးကတနာစရာကောင်းတဲ့ပြက်လုံးတစ်ခုလိုပဲလူယူရန်ကဘာမို့လို့ကျွန်တော်ကိုဒီလိုဆက်ဆံရတာလဲကျွန်တော်ကြောင့်ပြီးရက်နေတာကိုမြင်တော့လူယူရန်ကလေတံမမာနဲ့ပြောလာတယ်ဘာငင်းနေတာလဲမြန်သွားလေသူမကလှည့်ထွက်သွားပြီးလူချင်းရန်စီသွားကကြောကိုအသာလေးပုတ်ပေးနေတဲ့လူချင်းရန်ကကျွန်တော်ကိုတစ်ချက်လမ်းကြည့်ပြီးမသွားခိုင်းဖို့ပြောမလို့လုံနေတော့နေပါဦးငါကိုယ်တိုင်ပဲသွားလိုက်ပါမယ်ရပါတယ်သူကဒီလိုအလုပ်တွေလုပ်ရတာသဘောကျတာပဲဟာလူယူရန်ကဖျက်ပြောလိုက်တယ်တကယ်လို့သွားခွင့်မပေးရင်သူစိတ်မကောင်းဖြစ်နေဦးမယ်ဟုတ်တယ်မလားသူမကကျွန်တော်ဘက်လှည့်ကြည့်လာတယ်ကျွန်တော်ကတော့ရဲရဲလေးပဲပြုံးပြပြီးဘာမှမပြောပဲကန်တင်းဘက်ကိုထွက်လာခဲ့တယ်ဒီတစ်ခါတော့ကျွန်တော်တန်းစီပြီးထမင်းနှစ်ပွဲမှလိုက်တယ်ဘေးနာကအတန်းဖော်တယောက်ကကျွန်တော်ကိုမြင်တော့ခက်လောင်လောင်ရဲတယ်လူရှောင်းဝါဝက်ဆိုင်ရောအတွက်ထမင်းသွားဝယ်ပေးပြန်ပြီလားနှမျောစရာပဲသူသဘောကျတဲ့သူကလူချင်းရန်လိုထူးချွန်တဲ့သူမျိုးလေမင်းလိုကောင်မျိုးကိုတော့သူတစ်ချက်တောင်စောင်းနေကြည့်မှာမဟုတ်ဘူးမှတ်ချက်စာသားပါနာမည်ပြောင်းဒါကဘာကိုဆိုလိုတာလဲမင်းကအခြေခံအဖြစ်တော့အစီခံတယောက်ပဲလေနေတိုင်းသူ့ကိုကြောင်းလိုက်ပို့ပေးနေရလို့မင်းကိုမင်းသူ့ကိုလက်ထက်ရမယ်လို့တကယ်ကြီးစိတ်ကူးရင်နေတာလားနိုးထဆန်းပါကွာမင်းလိုဦးတူတူနဲ့အတုံးမကျတဲ့ကောင်ကဘယ်တော့မှသူတို့အိမ်ရဲ့အခိုင်းစေပဲဖြစ်မှာတနေ့ကျရင်သူ့ဝစ်စားတွေရှော့ပေးအိမ်တန်ရှင်ရေးလို့သူ့ကလေးတွေရဲ့တိုင်ပါလဲပေးရမယ်ကောင်သူတို့ပြောတာကိုကြားတော့ကျွန်တော်ဒေါသလဲထွက်ရေလဲရေချင်းမိတယ်လူယူရန်ကမင်းတို့ကိုငါ့ကိုအစီခံရက်သားလို့တကယ်ကြီးပြောထားတာလားအရင်တုန်းကငါသူ့ကိုသဘောကျလို့နေတိုင်းငါကားနဲ့ကြောင်းအကျိုးပို့လုပ်ပေးခဲ့တာအဲ့ဒါငါရဲ့ရွေးချယ်မှုပဲဒါပေမဲ့လူတိုင်းရဲ့မျက်စိထဲမှာတော့လူယူရန်ကတခင်မလေးဖြစ်သွားပြီးငါကအစီခံရက်သားဖြစ်သွားတာပေါ့ဟုတ်လားအဲ့ဒီကောင်ကကျွန်တော်ကိုမျက်လုံးပြူးကြည့်ပြီးမဟုတ်လို့ဘာဖြစ်ရမှာလဲကဲပါတခင်မလေးရဲ့ထမင်းတွေမအေးခင်မြန်မြန်သွားပို့ပေးလိုက်စမ်းပါလို့ရေရင်ပြောတယ်ဘေးနားကလူတွေလည်းလိုက်ရကြတယ်ကျွန်တော်ရဲ့ခွေးတကောင်လိုဖားနေတဲ့ပုံစံနဲ့စိတ်ကူးရင်မှုတွေကိုလှောင်ရင်နေကြတာအတန်းတက်ခေါင်းလောင်းတန်မြည်လာတယ်ကျွန်တော်ကန်တင်းကနေထွက်လာခဲ့ပေမဲ့အတန်းထဲကိုပြန်မသွားခဲ့ဘူးအဲ့ဒီအစာပန်းချံအနားမှာထိုင်ပြီးထမင်းနှစ်ပွဲလုံးကိုတယောက်တည်းအကုန်စားပစ်လိုက်တယ်အဝဝလင်းလင်းထမင်းကောင်းကောင်းစားခဲ့ရတာဘယ်တော့မှလဲဆိုတာတော့ကျွန်တော်မမှတ်မိတော့ဘူးအရင်ဘဝတုန်းကပတ်စံမရှိလို့ဘာမှကောင်းကောင်းမွန်မွန်မစားနိုင်ခဲ့ပဲဈေးသိမ်းချိန်ကျမှသူများလွှင့်ပစ်တဲ့ဟင်းဒီဟင်းရွက်အကျွင်းကြံတွေကိုလိုက်ကောက်စားခဲ့ရတာအသားဆိုတာဝေးလို့ပေါ့ထမင်းနှစ်ပွဲလုံးကိုစားပြီးတဲ့အခါကျမှပဲဗိုက်စာလုံးလို့ဦးရင်းနေတာလေးတက်တာသွားတော့တယ်ကျွန်တော်အတန်းထဲကိုပြန်ရောက်တဲ့အချိန်မှာပထမခေါင်းလောင်းတန်တောင်တီးပြီးနေပြီးလူယူရန်ကကျွန်တော်ဝင်လာတာကိုမြင်မြင်ချင်းပဲပေါင်လောက်တော့တယ်နေငါဘာလို့ခုမှပြန်ရောက်တာလဲစေးကောဘယ်မှာလဲဘာစေးလဲကျွန်တော်သူမကိုအေးဆက်ဆက်မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တယ်အရင်တုန်းကသူမကိုမြင်ရင်ရှိတတ်တဲ့နှွေးထွေးမှုမျိုးတွေတစ်စက်ကလေးမှမရှိတော့ဘူးလူယူရန်ကစုံပြီးကျွန်တော်ကိုကြည့်နေတယ်ငါနေခိုင်းလိုက်တဲ့လူချင်းရန်အတွက်လေစေးလေသူပိုက်အောင်နေတယ်လို့ပြောတယ်မလားနင်နာကန်းနေတာလားအလုပ်လေးတစ်ခုတည်းကိုတောင်တေချာမလုပ်နိုင်ဘူးကျွန်တော်မျက်နှာဖြောတော့နေတဲ့လူချင်းရန်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ငါနဲ့လူချင်းရန်တွေကဘာဆိုင်လို့လဲ
ငါကဘာဖြစ်လို့သူ့အတွက်စေးသွားဝယ်ပေးရမှာလဲလူချင်းရန်ရဲ့မိသားစုကအခြေအနေတိတ်မကောင်းဘူးဒါပေမဲ့သူလူလူရန်နဲ့နီးစပ်သွားကြတဲ့ကလူလူရန်ကသူ့အပေါ်အရန်ရရောခဲ့တာကျွန်တော်ဖေကကျွန်တော်ကိုပစ္စည်းကောင်းကောင်းတစ်ခုခုပေးတိုင်းလူလူရန်ကအတင်းယူပြီးလူချင်းရန်ကိုပေးဖြစ်လိမ့်ရှိတယ်အခုလူချင်းရန်ဝတ်ထားတဲ့လက်ပတ်နာရီဆိုရင်လည်းအရင်ကကျွန်တော်နာရီပဲဒီနှစ်ယောက်ကကျွန်တော်ကတ်ကိုတုံးကျွန်တော်ပတ်စံတွေကိုဖြုံပြီးကျွန်တော်မှရှိသမျှအရာအလုံးကိုခံစားနေကြတာပြီးတော့ကျွန်တော်ကိုတော့သူတို့ရဲ့ကိုယ်ပိုင်စေခံလို့ဆက်ဆံခဲ့ကြတာရတယ်လေကျန်းဆောင်ယူဂျင်းဆိုင်ယူနင်ကပြဿနာရှာချင်နေတာပေါ့ဟုတ်လားနင်ဒီလိုပုံစံမျိုးလုပ်နေမယ်ဆိုရင်နောက်တစ်ခါကျရင်ငါစီလာပြီးငိုယုံမနေနဲ့ပြီးတော့နင်ကိုခွင့်လွှတ်ဖို့လာပြီးတောင်းပန်ဖို့လည်းလုံးဝမတွေ့နဲ့ကျွန်တော်လူလူရန်ကိုစိုက်ကြည့်ရင်တစ်ခုလုံးကရေစရာကြီးလို့ခံစားလိုက်ရတယ်ငါကနင်ခွင့်လွှတ်ပေးအောင်ဘာတောင်းပန်ရမှာလဲငါဘာမှလို့လဲကျွန်တော်လူလူရန်ကိုပထမဆုံးအကြိမ်ပြန်ပြောလိုက်တဲ့အချက်ကအတန်းထဲကလူအလုံးကိုလှည့်ကြည့်လာစေခဲ့တော့တယ်အခုဒါဘာဖြစ်တာလဲခွေးလေးကတကယ်ကြီးကြိုးရိုးရှိလာတာလားလူလူရန်တယောက်ခဏလောက်ကြောင်သွားတယ်သူမကကျွန်တော်ကိုစိုက်ကြည့်ရင်အရင်တုန်းကသူမစီကျွန်တော်အမြဲတမ်းတူးထောက်ခေါင်းငုံခဲ့ရတဲ့အချိန်တွေကိုပြန်တွေးနေပုံရတယ်ကောင်းပြီလေနင်ကအဲ့လောက်တောင်တတိရှိနေရင်ဒီနေ့ညနေကျရင်ငါကားနဲ့အိမ်ကိုအတူတူပြန်ဖို့လုံးဝမတွေးနဲ့ကျွန်တော်ခေါင်းချင်းပြလိုက်တယ်အေးပါတေချာပေါက်ပေါ့ကျွန်တော်ကအေးအေးဆေးဆေးပဲပြောပြီးသူမပြောတာကိုတေချာမကြားလိုက်ပဲအကျင့်ပါနေလို့ပဲသဘောတူလိုက်တဲ့အတိုင်းအတန်းထဲကကျွန်တော်ထိုင်ခုံစီလျှောက်သွားပြီးထိုင်လိုက်တယ်လူကြီးရန်ဘေးမှာထိုင်နေတဲ့ဝိုင်းရင်ကဒါတွေအကုန်လုံးကိုမြင်နေရတော့တရားစီရင်ပေးမဲ့ပုံစံမျိုးနဲ့ချက်ချင်းထွက်လိုက်တယ်ကျန်းဆောင်ကြီးနင်ဘာဖြစ်နေတာလဲနင့်ကိုစေးသွားဝယ်ခိုင်းုံတင်လေအဲ့ဒါလေးကိုတောင်နင်ဖြစ်အောင်မလုပ်ပေးနိုင်ဘူးလားလူကြီးရန်ဘိုက်အောင်ပြီးနေမကောင်းဖြစ်နေတာကိုနင်မမြင်ဘူးလားကျွန်တော်သူမကိုအေးဆက်ဆက်တစ်ချက်လှမ်းကြည့်လိုက်တယ်အဲ့ဒါကဒီလောက်လွယ်ကူတဲ့ကိစ္စဆိုရင်နင်ကိုယ်တိုင်သွားဝင်လိုက်ပါလားဝိုင်းရင်ကလက်ပိုက်လိုက်ပြီးလုံးဝကိုဆရာကြီးစတိုင်နဲ့ပြောလာတယ်ဒါကနင့်အလုပ်လေငါကဘာလို့သွားရမှာလဲငါနဲ့လူကြီးရန်နဲ့လည်းဘာမှမသက်ဆိုင်ဘူးအဲ့ဒါဆိုဒါကဘာဖြစ်လို့ငါအလုပ်ဖြစ်ရမှာလဲဝင်းရင်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးနင်ကကြောင်ကွင်းကျောင်းရဲ့အလှပကေးရဲ့အိမ်မှာအလုပ်လုပ်တဲ့သူလေးသူ့တငယ်ချင်းကဆေးလိုနေတာကိုနင်ကပဲတာဝန်ယူပြီးလုပ်ပေးရမှာတဘာဝမကြဘူးလားအဲ့ဒီစကားကကျွန်တော်ရဲ့ဒေါသကိုအထုတ်ထိပ်ရောက်သွားစေခဲ့တယ်ကျွန်တော်လူလူရန်ဘက်ကိုတန်းလှည့်ပြီးမေးလိုက်တယ်နင်လူတိုင်းကိုငါ့ကိုနင်တို့အိမ်ကအစီခံလို့လိုက်ပြောနေတာလားကျွန်တော်သူမကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေလိုက်တယ်လူလူရန်မျက်နှာအနှဲငယ်ပြတ်သွားတာကိုတိတိတတ်တာမြင်လိုက်ရတယ်တကယ်တော့ဒါတွေအကုန်လုံးကသူမကိုယ်တိုင်နှုတ်ကထုတ်ပြီးတိုက်ရိုက်ပြောခဲ့တာမျိုးတော့မဟုတ်ဘူးလူတွေကသူမနေတိုင်းစိန်ခံကားကောင်းစားကြီးနဲ့ကြောင်းတက်ကြောင်းဆင်းလုပ်နေတာကိုမြင်ပြီးမင်းကလေးတယောက်ရဲ့နောက်ခံကတော်တော်ချမ်းသာတာပဲလို့အလိုလိုထင်ကြီးပေးခဲ့ကြတာသူမဘက်ကလည်းအဲ့ဒီထင်မြင်ချက်တွေကိုဘယ်တော့မှဝင်မရှင်းခဲ့ဘူးလေသူမအဖေကဒရိုင်ဘာတယောက်တက်တက်တာဖြစ်ပြီးသူမကိုယ်တိုင်ကလည်းကျွန်တော်တို့အိမ်မှာကက်နေရတဲ့ဒရိုင်ဘာရဲ့သမီးဆိုတာကိုတော့သူမဘယ်တော့မှလူတကာကိုလိုက်ပြောမှာမဟုတ်ဘူးလေရတယ်လေစေးကိစ္စကိုထားလိုက်တော့ခဏနေရင်ငါဘာသာငါပဲသွားဝယ်လိုက်မယ်လူယူရန်ကကျွန်တော်လူချင်းရန်အတွက်စေးမဝယ်ပေးတာဟာတဝင်းတိုးလို့သူမကိုကျွန်တော်သဘောကျနေတာမို့လို့ခုပဲထင်နေပြီးဒါကသူမအတွက်တော့သဘာဝကျနေတာပေါ့လူယူရန်ကကျွန်တော်ကိုကြည့်ပြီးဒါဆိုထမင်းကောစေးမဝယ်ခြင်းလို့ထမင်းပဲသွားဝယ်တာဆိုတော့အ ਨੇ ဆုံးတော့ထမင်းတော့ပါလာတယ်မလားကန်တင်းမှာရှိနေခဲ့တဲ့အတန်းဖော်တယောက်ကကျွန်တော်ထမင်းနှစ်ပွဲယူသွားတာကိုမြင်တယ်လို့ပြောခဲ့တာကိုကျွန်တော်ကချက်ချင်းပဲအေးအေးဆေးဆေးပြန်ပြောလိုက်တယ်စားပြစ်လိုက်ပြီးနှစ်ပွဲလုံးလူယူရန်ရဲ့မျက်နှာအကြီးအကျယ်ပြတ်သွားပြီးတကယ်ကိုဒေါသထွက်သွားတဲ့အရေးရောင်တွေဖြစ်ပြေးသွားတယ်ကျွန်တော်ကတော့အေးဆေးပဲခေါင်းငိမ့်ပြလိုက်တယ်ဘေးနားမှာထိုင်နေတဲ့အတန်းပေါ်ကတော့ကျွန်တော်ကိုရိုရှာမစင်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်ပြီးနင်ကတရိတ်ဆန်မှုလို့လားနှစ်ပွဲလုံးကိုကုံအောင်စားပြရအောင်သူတို့ကလူယူရန်ကိုဖားနေကြဆိုတော့ကျွန်တော်ကိုနှိမ်ရတာသူတို့အတွက်တဘာဝလိုဖြစ်နေပြီးအရင်တုန်းကတော့သူတို့အားလုံးကလူယူရန်ရဲ့တငယ်ချင်းတွေဖြစ်နေလို့ဘယ်သူနဲ့မှရံမဖြစ်ချင်လို့ကျွန်တော်မျိုးသိခဲ့တာသူတို့ကလူယူရန်ရှိမှကျွန်တော်အကြောင်းကောင်းကောင်းလေးပြောပေးဖို့မျှော်လင့်ခဲ့လို့အမြဲတမ်းမျက်နှာချိုတွေးခဲ့ရတာအခုမှပဲငါသူတို့အပေါ်တော်တော်အလိုလိုက်ခဲ့မိတာပဲလို့မြင်လာတော့တယ်လူယူရန်သူတို့ကိုမုတ်ကျွေးတာအရာဝယ်ပေးတာတွေဟာကျွန်တော်ပတ်စံတွေကိုတုံးနေတာလေကျွန်တော်ပတ်စံငါထမင်းပွဲနှစ်ဆက်စားရင်တော့ငါပတ်စံနဲ့ငါစားတာလုံးဝတရားမျှတာတယ်ဘေးကအတန်းဖော်တွေကအဲ့ဒီစကားကိုကြားတော့မျက်နှာတွေချက်ချင်းပြတ်သွားပြီးနင်းသုံးနေတဲ့ပတ်စံကလည်းကြောင်ကွင်းရဲ့မိသားစုစီကပတ်စံပဲမဟုတ်ဘူးလားကျွန်တော်ရှင်းပြမနေချင်တော့ဘူးဒါပေမဲ့ဘေးကလူယူရန်ကတော့တောက်လျှောက်ဒေါသတွေပောက်ကွဲနေပြီးကျွန်တော်ထမင်းဝယ်မလာပေးလို့သူမမှာစားစရာမရှိတော့တဲ့အချက်ကသူမရဲ့ဒေါသကိုအထုတ်ထိပ်ရောက်သွားစေခဲ့တယ်သူမကကျွန်တော်ဘက်လှည့်ပြီးပြောလာတယ်ကျန်းဆောင်ယူဒါနင်းကိုယ်တိုင်အကျိုးရှာတာနော်နင်းဘလောက်ထိတောက်ခံနိုင်မလဲငါစောင့်ကြည့်မယ်ပြောပြီးတာနဲ့သူမကပစ္စည်းတွေကိုတိတ်လူချင်းရန်ရဲ့ဘေးကဝိုင်းရင်ဘက်ကိုလှည့်ပြီးနေရာချင်းလဲရအောင်နင်းဟိုးဘက်သွားထိုင်လူယူရန်ကျွန်တော်ကိုစိတ်ဆိုးတိုင်းလုံနေကြအဖြစ်ပေးနီးကဒါပဲကျွန်တော်ဘေးမှာမထိုင်တော့ပဲနေရလဲတာတကယ်တော့ဘေးချင်းရှင်ထိုင်ဖို့အစီအစဉ်ကသူမဘက်ကစခဲ့တာမဟုတ်ဘူးကျွန်တော်ကပဲတောင်းပန်တိုးရှိုးပြီးစီစဉ်ခဲ့တာသူမကကျွန်တော်ကိုစားပြပေးရမယ့်ကျူတာဖြစ်ဘေးမှာထိုင်ပြီးစာကူလုပ်ပေးဖို့ပေါ့ဒါပေမဲ့အတိတ်ကိုပြန်တွေးကြည့်တော့လူယူရန်ကကျွန်တော်ကိုစာတလုံးမှမတင်ပေးခဲ့ဘူးသူမလုပ်ခဲ့တာဆိုလို့ကျွန်တော်ကိုအခိုင်းစီလိုခိုင်းခဲ့တာပဲရှိတယ်သူမကတော့ဒီလိုနေရာခွဲထိုင်လိုက်ရင်ကြွအနော်တုံလို့သွားမယ်လို့ထင်နေတာဒါပေမဲ့မတုံလို့ပါဘူးကျွန်တော်ဘာတုံ့ပြန်မှုမှမလုပ်ခဲ့ဘူးလူယူရန်မှာလိုအပ်ချက်တစ်ခုရှိနေသေးတယ်လူချင်းရန်ကဘိုက်အောက်နေတော့ပဲလူယူရန်ကမျက်နှာစုပုတ်ပုတ်နဲ့ဘေးမှာထိုင်နေရင်တရင်ပေါင်နာကကျွန်တော်ထိုင်ကုန်ဘက်ကိုခိုးကြည့်နေတယ်ဒီတခါတော့လူယူရန်တကယ်စိတ်ဆိုးသွားပြီးသူမစိတ်ထဲမှာတော့နောက်ကြရင်သူငါစီလာတောင်းပန်တဲ့အခါကျမှသူဘသူကိုစော့ကစားနေလဲဆိုတာကောင်းကောင်းကြီးသိအောင်လုပ်ပြမယ်လို့ကြုံဝါနေတာပေါ့ညနေအတန်းဆင်းတဲ့အချိန်မှာတော့ကျွန်တော်ကိုလာကြိုတဲ့မေဘတ်ကားကြီးကကျောင်းပေါ်ဝမှာစောင့်နေပြီးကျွန်တော်ထွက်လာပြီးကားစီကိုတန်းလျှောက်သွားခဲ့တယ်အခုချိန်မှာတော့ကျောင်းတစ်ခုလုံးကကျွန်တော်လူယူရန်နဲ့အဆင်မပြေဖြစ်နေတာကိုသိနေကြပြီးမို့ကျွန်တော်အဆက်ခွဲခံရမယ့်အကွက်ကိုပဲဝိုင်းဆောင်ကြည့်နေကြတာကျွန်တော်ကတော့ဘာရှက်မှမရှိပဲကားထဲဝင်ထိုင်လိုက်တာကိုမြင်တော့တူးနဲ့အတင်းပြောတန်တွေချက်ချင်းထွက်လာတော့တယ်သူကျောင်းကွင်းကိုထမင်းတော်ဝယ်မပေးပဲညင်းခဲ့တာမဟုတ်ဘူးလား
အခုကြတော့သူ့မိသားစုကားကိုကြတော့အရှက်မရှိစီးသေးတယ်အစီခံရဲ့သားဖြစ်ပြီးတော့မိမိကိုယ်ကိုတကယ်ကြီးတခင်လေးလို့ထင်နေတာလားမသိဘူးသူကအကြောင်းကွင်းတောင်ရောက်မလာသေးဘူးအရင်ဝင်ထိုင်နေတဲ့တကယ်ရဲတင်းတဲ့ကောင်လူယူရန်ကသူ့ပေါ်အရန်စိတ်ရှိလွန်းတယ်ငါမှသာအဲ့လိုပြဿနာရှာတဲ့အစီခံသားရှိရင်ချက်ချင်းအလုပ်ထုတ်ပစ်လိုက်ပြီကျွန်တော်အကုန်ကြားတယ်ဒါပေမဲ့ဂယုမဆိုင်ဘူးကားထဲရောက်တာနဲ့ဒရိုင်ဘာကိုတန်းပြောလိုက်တယ်မောင်းတော့ဒရိုင်ဘာကနောက်လက်ကြည့်ပြီးဒါပေမဲ့တခင်မလေးလူမလာသေးဘူးလေခဏစောင့်လိုက်ပါဦးအရင်တုန်းကတော့လူယူရန်ကចောင်းသားကောင်စီကိစ္စတွေကြောင့်နောက်ကျတက်ပြီးကျွန်တော်ကအမြဲတမ်းစောင့်ပေးနေကြဒီနေ့လည်းအဲ့လိုပဲဖြစ်မယ်လို့အားလုံးကထင်ထားကြတာဒါကြောင့်ကျွန်တော်ကားပေါ်တက်ချင်းမောင်းခိုင်းလိုက်တာကိုဒရိုင်ဘာကအံ့ဩသွားတာပေါ့ဒရိုင်ဘာကကျွန်တော်အမိန့်ကိုလစ်လူရှုပြီးလူယူရန်ဘက်ကနေစင်ချီတွေလာပေးနေတာကိုမြင်တော့ကျွန်တော်တကယ်ရဲ့ချင်မိသွားတယ်ဦးလေးလူကျွန်တော်ဖေမှာတားတယောက်ပဲရှိတာဘယ်တော့ကတည်းကကျွန်တော်တို့အိမ်မှာတခင်မလေးဆိုတာရှိသွားတာလေတခင်လေးနဲ့သမီးလူယူရန်တို့ရန်ဖြစ်ထားကြလို့လားစိတ်မပူပါနဲ့အိမ်ရောက်ရင်ကျွန်တော်သူငယ်မကိုပြောလိုက်ပါမယ်ဒါဆိုရင်ပြောမနေနဲ့တော့အခုပဲမောင်းတော့ကျွန်တော်သူနဲ့အတူတူမစီချင်ဘူးပြီးတော့သူ့မျက်နှာကိုလည်းနောက်ထပ်မမြင်ချင်တော့ဘူးဒါပဲဦးလေးလူကတွေ့ဝေနေပြီးကားကိုဆက်မနိုးသေးဘူးသူကောင်းကောင်းသိတာပေါ့အရင်တုန်းကကျွန်တော်သူ့သမီးရှိမှဘလောက်တောင်ကောင်းကောင်းခဲ့ရလဲဆိုတာလူလူရန်စကားတခုပြောလိုက်ရင်ကျွန်တော်ဘယ်တော့မှမငြင်းရဲခဲ့ဘူးအခုသူကျွန်တော်စကားကိုနားမထောင်ရင်တော့အဆိုးဆုံးဖြစ်လာနောက်ကျရင်လူယူရန်ကကျွန်တော်ကိုစူယုံမဲရှိမှလေဒါအပြင်သူ့စိတ်ထဲမှာတော့နောက်ပိုင်းကျွန်တော်မိသားစုအမွေတွေဆက်ခံရရင်အဲ့ဒီပတ်စံတွေအကုန်လုံးကသူ့သမီးလက်ထဲပဲရောက်မှလို့တွေးထားတာသူကမိမိကိုယ်ကိုဒရိုင်ဘာတယောက်လို့မတတ်မှတ်တော့တာကြာပြီးသူကကျွန်တော်ရှိမှရောက်ခါမှလောင်းကြီးလိုဘာလိုနဲ့အထက်စီးစတိုင်ဖမ်းနေတာဦးလေးမောင်းမလားမမောင်းဘူးလားကျွန်တော်မျက်မှောင်ကျုပ်လိုက်တယ်တကယ်တော့ကျွန်တော်အဖေကသူ့ကိုအလုပ်ပြုတ်ပြစ်ချင်နေတာကြာပြီးသူခိုးပြီးလောင်းကစားလုပ်နေတဲ့သတင်းတွေအဖေစီရောက်ထားလို့အိမ်မှာဒီလိုလူမျိုးကိုဆက်မထားချင်တော့ဘူးဒါပေမဲ့အရင်ဘဝတုန်းကကျွန်တော်ကအုံနောက်မရှိတော့သူရှိနေမှလူယူရန်လည်းရှိနေမှလို့တွေးပြီးသူ့ဘက်ကနေအမြဲတမ်းကာကွယ်ပေးခဲ့တာအဖေရှိမှသူကျွန်တော်ကိုဘလောက်ကောင်းကြောင်းတွေရှောက်ပြောပေးခဲ့လို့ဒါသူအခုထိဒီလုံးမှရှိနေတာအခုကျတော့သူကသူ့ကိုအလုပ်ကျွေးပြထားတဲ့တခင်ရဲ့ဓာတ်ရိုက်အမိန့်ကိုတောင်လစ်လူရှူရဲနေပြီအဲ့ဒီအချိန်မှာပဲသူတို့ရောက်လာကြပြီးလူလူရန်ចောင်းဘဝမှာပေါ်လာတာနဲ့ဦးလေးလူကကားပေါ်ကနေချက်ချင်းဆင်းပြီးသွားကြတော့တယ်လူလူရန်ကလူချင်းရန်နဲ့အတူကားစီကိုရှောက်လာကြတယ်ဦးလေးလူကကားတကားဖွင့်ပေးပြီးလူလူရန်ကလူချင်းရန်ကိုကားပေါ်တက်ဖို့ကူးပေးနေတယ်ကျွန်တော်လူလူရန်ကိုသဘောကျခဲ့လို့နေတိုင်းအိမ်ကိုအတူတူပြန်ကျင်ခဲ့လို့လူချင်းရန်ပါဒီအစီအစဉ်နဲ့ပါလာခဲ့တာဒရိုင်ဘာကလူချင်းရန်ကိုအရင်လိုက်ပို့ပေးပြီးမှကျွန်တော်တို့ကိုအိမ်ပြန်ပို့ပေးရတာညနေတင်မဟုတ်ဘူးမနေ့တိုင်းလဲကျွန်တော်ကစောစောထားပြီးဒရိုင်ဘာကိုလူချင်းရန်အိမ်ဘက်အရင်ပတ်ကြိုခိုင်းရသေးတာလူချင်းရန်ကားပေါ်မတက်ခင်မှာပဲကျွန်တော်လှမ်းပြောလိုက်တယ်နင်ပဲဒီနေ့ညနေငါနဲ့ကားအတူတူမစီးဘူးလို့ပြောခဲ့တယ်မလားအဲ့ဒါဆိုဘာဖြစ်လို့ငါကားပေါ်တက်ဖို့လုပ်နေတာလဲဘေးကဝိုင်းကြည့်နေတဲ့လူအုပ်ကြီးကမအောင်နိုင်တော့ပဲကျန်းရှောင်ရင်းနေဘာလုပ်နေတာလဲဒါကတိတိတတ်တာကြီးចောင်းကွင်းရဲ့ကားလေးသူကဘာမို့လို့ကားပိုင်ရှင်လို့ဘာလို့နဲ့လာလုပ်နေတာလဲဟုတ်ပဲသူတို့ကသူ့ကိုကားအတူတူပေးစီတာတင်ကျေးဇူးတင်ရမှာကိုအခုကျတော့တခင်မလေးကိုသူ့ကားပေါ်မပေးတတ်ပဲလုပ်နေတယ်လူတွေကဝိုင်းပြီးအော်ပြောကြတယ်လူယူရန်ကကျွန်တော်ကိုကြည့်ပြီးမျက်နှာကြီးတင်းသွားတယ်ကျွန်တော်ဒီနေ့ဘာဖြစ်နေလို့သူမကိုလုံးဝမျက်နှာမထောက်ပဲလုပ်နေလဲဆိုတာသူမစဉ်းစားမရဖြစ်နေတာနင်တကယ်ကြီးဒီလိုလုပ်မှလားနေ့လေကဖြစ်ခဲ့တဲ့ကိစ္စကိုတော့ငါဆက်မပြောတော့ပဲခွင့်လွှတ်ပေးလိုက်ပြီလေကျန်းဆောင်ကြီးငါနေ့ရဲ့ခွင့်လွှတ်မှုကိုမလိုဘူးနင့်ဘာသာနေမဲ့အိမ်ပြန်တော့ငါနဲ့လိုက်မလားနဲ့လူယူရန်ရဲ့မျက်နှာကဖြူလျော်လိုက်ညီမြလိုက်ဖြစ်သွားတယ်ဘေးကလူတွေအကုန်လုံးကသူမကိုတထေးသမီးလို့ထင်နေကြတာကိုသူမကောင်းကောင်းသိတယ်တကယ်လို့အခုသူမကားပေါ်မတက်ရရင်သူမရဲ့လက်ညာလက်စားထားတဲ့ဇလန်းကြီးတစ်ခုလုံးပျက်စီးသွားတော့မှလေအဲ့ဒါကြောင့်သူမကကျွန်တော်ကိုကားပေါ်ကနေအတင်းဆွဲချလိုက်ပြီးလူချင်းရန်ကိုကားပေါ်တက်ဖို့ကူညီပေးလိုက်တယ်လူယူရန်နေလွန်လာပြီးတော့ကျွန်တော်ဝန်ခံပါတယ်သူမရဲ့ပြုမှုကကျွန်တော်ကိုဒေါသထွက်စေခဲ့တယ်အရင်ဘဝကအကြောင်းအရာတွေအများကြီးကဝေဝါးနေပြီဖြစ်ပေမဲ့အခုသူမမျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အရင်တုန်းကငါဘာလို့ဒီလိုမိန်းကလေးမျိုးကိုတီးခံပြီးဂယုစိုက်ခဲ့မိလဲဆိုတာတကယ်ကိုစဉ်းစားလို့မရတော့ဘူးလူယူရန်ကကျွန်တော်ကိုလက်တောင်မကြည့်ဘူးသူမကကျွန်တော်နဲ့စကားရှည်ကြီးပြောမနေချင်တော့ဘူးသူမကဒရိုင်ဘာကိုလေတံမမာနဲ့တခုခုပြောလိုက်ပြီးဦးလေးလူကလည်းကျွန်တော်ကိုလမ်းဘေးမှာတယောက်ထထားခဲ့ကားကိုမောင်းထွက်သွားခဲ့တော့တယ်ဘေးကဝိုင်းကြည့်နေတဲ့သူတွေကလည်းဝိုင်းပြီးလှောင်ရကြတာပေါ့ကောင်းတယ်ခံရမှာပဲမိမိနေရမိမိမသိတဲ့ကောင်ကျွန်တော်ဖုန်းကိုထုတ်လိုက်တယ်ဒါကလူလူရန်ကျွန်တော်ကိုဝယ်ပေးထားတဲ့ဖုန်းစုပ်လေးရာကနန်းလောက်ပဲတန်တဲ့ Nokia ဖုန်းစုပ်တကယ်တော့အဖေကကျွန်တော်မွေးနေ့မှာပေးထားတဲ့တစ်ဖောင်ကိုသူမပြောအောင်ဆိုပြီးပေးလိုက်ကသူမစီကဒီဖုန်းအစုပ်လေးကိုပြန်ယူခဲ့တာအဲ့ဒီတုန်းကတော့သူမရဲ့တိတ်ခါကိုစောင့်ထိန်ပေးဖို့လို့ကိုပါကိုတွေးခဲ့တာပေါ့အခုဒီဖုန်းစုပ်ကိုကြည့်ပြီးကျွန်တော်တကယ်ရဲ့ချင်းမိတယ်ဒါပေမဲ့ကျွန်တော်အဖေစီဖုန်းဆက်လိုက်တယ်မကြခင်မှာပဲခုနကမောင်းထွက်သွားတဲ့မိဘကားကြီးကចောင်းပေါက်ဝစီပြန်ကွေ့လာခဲ့တယ်ဦးလေးလူကားပေါ်ကဆင်းလာတဲ့အချိန်မှာသူ့မျက်နှာကတော်တော်လေးပြက်နေပြီးအဖေစီကနေဖုန်းထဲကနေအဆူခံလိုက်ရတာတိတာနေတာပေါ့ဟိုနှစ်ယောက်ကိုကားပေါ်ကဆင်းခိုင်းလိုက်ငါသူတို့နဲ့ကားအတူတူမစီးနိုင်ဘူးဦးလေးလူကကားဘက်ကိုလှည့်ပြီးပြောလိုက်တော့လူလူရန်ကလူချင်းရန်ကိုကားပေါ်ကဆင်းဖို့တွဲခေါ်လာခဲ့ရတယ်လူချင်းရန်ကတော့ဒီလိုအခြေအနေမျိုးဖြစ်လာလိမ့်မယ်လို့လုံးဝထင်မထားခဲ့ပုံပဲမျက်နှာဖြူလျော်သွားပြီးကျွန်တော်ကိုကြည့်ကကျန်းဆောင်ကြီးနေငါ့ကိုအမြင်မကြည့်ရင်လည်းရပါတယ်ဒါပေမဲ့လူယူရန်ကိုတော့ဆွဲမထဲပါနဲ့သူကနင့်အပေါ်အမြဲတမ်းကောင်းခဲ့တာလေလူယူရန်ကသူမရှိကနေကာစီပြီးချက်ချင်းစကားဖြတ်ပြောလိုက်တယ်သူ့ကိုဘာမှပြောမနေနဲ့သူတို့နှစ်ယောက်လုံးကားပေါ်ကဆင်းသွားပြီးတဲ့အခါကျမှပဲကျွန်တော်ကားပေါ်ပြန်တက်လိုက်တယ်ကားမောင်းထွက်သွားတဲ့အချိန်မှာကျွန်တော်ကားမှန်ပြတင်းပေါက်ကိုချပြုံးပြီးလူလူရန်ကိုလက်ပြနှုတ်ဆက်လိုက်တယ်ဦးလေးလူကနောက်ကြည့်မှန်ကနေကျွန်တော်ကိုလှမ်းကြည့်တယ်ကျွန်တော်ဒီလောက်အထိပြက်ပြက်တသားလုပ်လိုက်မယ်လို့သူလုံးဝထင်မထားခဲ့တာသိတာတယ်တခင်လေးသူကသတိထားပြီးပြောလာတယ်ရန်ဖြစ်တယ်ဆိုတာရှိတတ်တာပါပဲစိတ်ထဲတိတ်မထားပါနဲ့အိမ်ရောက်ရင်သမီးလူယူရန်ကိုလာပြီးတောင်းပန်ခိုင်းလိုက်ပါမယ်ဒါပေမဲ့သူလည်းသတိထားမိသွားတယ်အခုသူသမီးမှာပြန်စရာကားမရှိတော့ဘူးတေချာပေါက်ဘတ်စကားစီးပြီးပြန်ရတော့မှအိမ်ကိုဘယ်ချိန်မှပြန်ရောက်မယ်ဆိုတာမသိနိုင်တော့ဘူး
သူများတွေလည်းဘတ်စကားစီးပြီးပြန်နေကြတာပဲဟာသူကြတော့မစီးနိုင်ရအောင်ဘာမို့လို့လဲကျွန်တော်အေးဆေးပဲပြန်ပြောလိုက်တယ်ဒါနဲ့ဦးလေးလူဦးလေးရဲ့လစာကတ်ကိုဘသူကလက်မှတ်ထိုးပြီးပတ်စံပေးနေတာလဲဆိုတာဦးလေးမေ့သွားပြီလားကျွန်တော်လောက်ကင်တဲ့ပုံစံကိုအားမရရင်ဦးလေးအချိန်မီအလုပ်ထွက်နိုင်ပါတယ်သူကသူ့သမီးပေါ်ရှိတဲ့ကျွန်တော်ရဲ့စိတ်ဝင်စားမှုကိုတစ်ချက်ကြည့်ပြီးကျွန်တော်ကိုအလုပ်ရှင်တယောက်လိုလေးစားဖို့မလိုတော့ဘူးလို့ဆုံးဖြတ်ခဲ့တာနေမှာငါတို့အခြေအနေကတကယ်ကြီးဒီအဆင့်ကြီးရောက်သွားခဲ့တာလားဦးလေးလူကအဲ့ဒီစကားကိုကြားတော့ချက်ချင်းပဲပါဆက်ပိတ်သွားခဲ့တယ်အိမ်ပြန်ရောက်တော့အန်တီကြောက်အောင်ချယောက်ကတကားဝမှာကျွန်တော်ကိုလှမ်းမြင်လိုက်တယ်တခင်လေးတယောက်ထက်ပြန်လာတာလားသမီးလူလူရန်ကောဘယ်မှာလဲဘာလို့အတူပြန်မလာတာလဲလူလူရန်နောက်ခါဒီအိမ်ကိုလာတော့မှမဟုတ်ဘူးအန်တီကြောက်မျက်တောင်ခတ်ရင်းလုံးဝကြောင်သွားတယ်တခင်လေးကတော့နောက်ဆုံးတော့အမှန်တရားကိုမြင်တက်လာပြီးပေါ့သူမကလူလူရန်အတွက်တအိမ်လုံးကအောက်ကျပြီးလိုလေသေးမရှိလုပ်ပေးခဲ့ရတာတွေကိုရင်နာနာနဲ့ကြည့်ခဲ့ရတာကြာပြီလေအဲ့ဒီလိုလုပ်ပေးလို့လူလူရန်နဲ့သူ့အဖေဟာဒီအိမ်မှာသူတို့ရဲ့တကယ်နေရအမှန်ကဘာလဲဆိုတာကိုတော့မေ့လျော့နေကြတာအန်တီကြောက်ကစကားတွေအများကြီးပြောချင်ခဲ့ပေမဲ့ကျွန်တော်နားထောင်ချင်မှမဟုတ်တာတိလို့မပြောရခဲ့ဘူးအခုကျွန်တော်စီကဒီစကားကိုကြားလိုက်ရတော့အန်တီကြောက်တကယ်ပဲစိတ်လှုပ်ရှားဝမ်းသာသွားပုံရတယ်သူမကဒီအိမ်မှာကျွန်တော်ပေါ်အကောင်းဆုံးဆက်ဆံခဲ့တဲ့သူလေဒါပေမဲ့အရင်ဘဝတုန်းကတော့သူမကလူလူရန်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဝင်ဝင်ဆွတ်ဖက်ဖို့စူးစမ်းခဲ့လို့ကျွန်တော်ကသူမအပေါ်အေးဆက်ဆက်ဆံခဲ့မိတယ်နောက်ပိုင်းလူလူရန်တအိမ်လုံးကိုအပိုင်စီးလိုက်တဲ့အချိန်မှာတော့အန်တီကြောက်ကပထမဆုံးအိမ်ပေါ်ကနှင်ထုတ်ခံလိုက်ရတဲ့သူဖြစ်ခဲ့တယ်အဲ့ဒီအကြောင်းတွေကိုပြန်တွေးမိပြီးအခုကျွန်တော်ရှေ့မှာရက်နေတဲ့အန်တီကြောက်ကိုကြည်ရင်မျက်ရည်တောင်ဝဲမိသွားတယ်ကျွန်တော်အပေါ်ထပ်တက်လိုက်အောင်မယ်ဟုတ်ကဲ့တခင်လေးဒါနဲ့သမီးလေးပိုင်မစ်ပဲရောက်နေတယ်ပြန်လွတ်လိုက်ရမလားပိုင်နေပင်ဘိန်းနေပင်ကကျွန်တော်တို့အိမ်ကိုခဏခဏလာတတ်တယ်ဒါပေမဲ့အဖေကသူမနဲ့ကျွန်တော်ကိုစစ်ဆက်ပေးဖို့စီစဉ်ထားတာဖြစ်လို့ပြီးတော့ကျွန်တော်ကလူလူရန်တယောက်တည်းကိုပဲစိတ်ဆောင်းနေတာမို့လို့ပိုင်နေပင်ကိုမြင်ရင်အမြင်ကတ်ခဲ့တာသူမလာတိုင်းကျွန်တော်မတွေ့ချင်ဘူးဆိုပြီးလူလုတ်ပြီးချက်ချင်းပြန်လွတ်ခဲ့တာနောက်ဆုံးအထိကျွန်တော်တို့နှစ်ယောက်စကားအကောင်တိုက်ရိုက်ပြောခဲ့ရတာလက်ချိုးရည်လို့ရတယ်ဒါပေမဲ့ကျွန်တော်တေခါနီးနောက်ဆုံးအချိန်တွေကိုပြန်တွေးကြည့်တော့ကျွန်တော်ကိုစေးရုံလိုက်ပို့ပေးခဲ့တာသူမရဲ့လူတွေလေအဲ့ဒီအချိန်ထိသူမကမိမိကိုကျွန်တော်ရဲ့စိတ်ဆက်ထားသူအဖြစ်မှတ်ယူပေးခဲ့တာကျွန်တော်အန်တီကြောက်ကိုတားလိုက်တယ်ကျွန်တော်သွားတွေးလိုက်မယ်သူကမှလည်းနောက်ဖေးချန်ထဲမှာဒူဘိုင်းဒူဘိုင်ခွေးအမီနဲ့စုံနေတယ်ကျွန်တော်နောက်ဖေးချန်ထဲထွက်လာတော့ပိုင်နေပင်ကဒူဘိုင်းကိုအစာကျွေးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီခွေးကကျွန်တော်ကိုယ်တိုင်မွေးချင်လို့ယူထားတာဒါပေမဲ့လူလူရန်ကခွေးမကြိုက်ဘူးလို့ပြောတာနဲ့ခွေးကကျွန်တော်နားတော့မကဲရဲတော့ဘူးပိုင်နေပင်နဲ့ဒူဘိုင်းတို့ဒီလောက်အထိအဆင်ပြေပြေကစားနေကြတာကိုမြင်တော့ကျွန်တော်အံ့ဩသွားရတယ်ပြီးတော့ကျွန်တော်မတည်ခင်ကလူတွေပြောနေကြတဲ့စကားကိုတတိယသွားတယ်သူမလိုပြည့်စုံတဲ့မိန်းကလေးတစ်ယောက်ကအဲ့ဒီနှစ်တွေတစ်လျှောက်လုံးဘာလို့တစ်ယောက်တည်းဖြတ်တန်းခဲ့ရတာလဲဆိုတာတွေးမိရင်ကျွန်တော်မျက်ဝန်းတွေညီမြန်းလာခဲ့တယ်ပိုင်နေပင်ကဒူဘိုင်းကိုအသားလေးပုတ်တက်ပေးပြီးမှမော့ကြည့်လာတယ်။သူမတကားဝမှာရက်နေတဲ့ကျွန်တော်ကိုလှမ်းမြင်သွားတယ်။ကျွန်တော်ဘလောက်ကြာရက်ကြည့်နေလဲဆိုတာသူမမသိဘူး။သူမလှမ်းလာဖို့လုပ်ပြီးမှကျွန်တော်သူမကိုဘလောက်ထိမုန်းလဲဆိုတာကိုတတိယသွားပြီးခြေလမ်းတွေရက်လိုက်တယ်။တခင်လေးချမ်းပိုင်နေပင်ကလှပကြော်ရှင်းပေမဲ့သူမရဲ့အလှပထပ်ပိုးပြီးတော့တည်ငြိမ်ရင်းချက်တဲ့အရှိန်အဝါမျိုးရှိတယ်။သူမကကျွန်တော်နဲ့အသက်တူတူပဲဆိုပေမဲ့အပြုတ်မှုတွေကအသက်20ကျော်ရွယ်လို့တည်ငြိမ်နေတာသူမရဲ့စာမှုပွဲရလက်ကတပြည်နယ်လုံးမှာအမြဲတမ်းအဆင့်တစ်ခဲသူမကလူလူရန်မုန်းဆုံးလူလည်းဖြစ်တယ်။လူရန်ကပိုင်နေပင်ကသူ့မိသားစုကပတ်စံတွေအများကြီးတုံးပြီးပညာရေးအတွက်ပံ့ပိုးပေးထားလို့ဒါဒီလောက်တော်နေတာတကယ်လို့ငါသာအဲ့ဒီလိုခွင့်ရမျိုးရရင်သူ့ထက်ပိုတော့ပြနိုင်တယ်လို့အမြဲတမ်းညှင်းချက်ထုတ်လို့ရှိတယ်ပိုင်နေပင်ရဲ့စာမှုပွဲရလက်တွေထွက်လာတိုင်းလူရန်စိတ်တူတက်ပြီးအဲ့ဒီအချက်ကကျွန်တော်ကပါပိုင်နေပင်အပေါ်အမြင်ဆောင်အောင်တဖြည်းဖြည်းမိုင်းတိုက်ခဲ့တာပေါ့ဒါပေမဲ့အခုပြန်တွေးကြည့်တော့သူမကျွန်တော်အပေါ်ဘာတစ်ခုမှမကောင်းတာမလုပ်ခဲ့ဘူးကျွန်တော်တို့စကားတောင်တေချာမပြောခဲ့ဘူးပါဘူးဒီတစ်ခါသူမကိုမြင်ရတဲ့အချိန်မှာတော့ကျွန်တော်စိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ပြီးရိုးရိုးရှင်းရှင်းပဲမေးလိုက်တယ်တခုခုလိုချင်လို့လားနင့်ကိုလာကြည့်တာပါကျွန်တော်ဘာမှပြန်မပြောတော့ပိုင်နေပင်ကအခြေအနေကိုရိပ်မိသွားပြီးငါ့ကိုမမြင်ချင်ဘူးဆိုတာသိပါတယ်ငါပြန်လိုက်ပါမယ်သူမကကျွန်တော်နဲ့တိုးလိုက်မယ်လို့တောင်ထင်မထားခဲ့ပုံပဲသူမကဒူဘိုင်းကိုလာကြည့်အောင်တက်တက်ပဲလေကျွန်တော်ကိုယ်တိုင်ထွက်လာတွေ့တာတင်သူမအတွက်တော့မျှော်လင့်ထားတာထပ်ပိုးနေပြီသူမလှည့်ထွက်သွားတာကိုကြည့်ရင်ကျွန်တော်နှုတ်ကနေအလိုလိုထွက်သွားခဲ့တယ်ညစာအတူတူစားသွားမလားပိုင်နေပင်ခြေလန်းတွေရက်သွားပြီးကျွန်တော်ကိုအံ့ဩတကြီးလှည့်ကြည့်လာတယ်ရပါမလားညနေခင်းနေအောင်ကြီးကကျွန်တော်ပေါ်ဖြာချနေပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုရွေးထွေးအေဂျင့်စီခဲ့တဲ့လူယူရန်ကတော့အခုထိပြန်မရောက်သေးဘူးသူမလူချင်းရန်ကိုအိမ်ရင်လိုက်ပို့ပေးနေတာကိုအရင်တုန်းကဆိုရင်သူမဘလောက်ပဲနောက်ကျသူမပြန်လာမှညစာပြင်ဖို့ကျွန်တော်စောင့်ခိုင်းနေကြအခုလိုစောစောစီးစီးညစာပြင်ခိုင်းတာကိုမြင်တော့အန်တီကြောက်အံ့ဩသွားတယ်သမီးလူယူရန်ကိုမစောင့်တော့ဘူးလားသူ့ကိုစောင့်ရမယ်ဘာဖြစ်လို့လဲအိမ်ကအခိုင်းစီတွေကကျွန်တော်လူယူရန်ကိုပဲကဘာမှတ်ပြီးပတ်ချလဲနေတာကိုမြင်ဖန်များနေတော့အခုကျွန်တော်စိတ်ပြတ်သွားတဲ့အချိန်မှာသူတို့လည်းဘာလို့ရမှန်းမသိဖြစ်နေကြတာအန်တီကြောက်ကဆက်မမေးတော့ပါဘူးဟုတ်ကဲ့ပါတခင်လေးအခုပဲပြင်ဆင်လိုက်ပါမယ်ဒါနဲ့တခါတည်းဦးလေးလူကိုပါပြောလိုက်ပါမနှက်ဖြန်ကစပြီးအလုပ်လာစရာမလိုတော့ဘူးလို့အန်တီကြောက်ခဏလောက်တုံးဆိုင်သွားပြီးမှသဘောပေါက်သွားတယ်အလုပ်ရှင်ရဲ့ကိစ္စတွေကိုသူမဆွတ်ဖက်ဖို့မလိုဘူးလေဦးလေးလူကိုအလုပ်ပြုတ်ပြီးတဲ့နောက်ကျွန်တော်ထမင်းစားကမ်းမှာထိုင်လိုက်တယ်ပိုင်နေပင်ကကျွန်တော်ကိုခိုးခိုးကြည့်နေပြီးကျွန်တော်ထိုင်လိုက်တာနဲ့သူမမျက်နှာကိုချက်ချင်းလွှဲပစ်လိုက်တယ်ဒီအသက်အရွယ်မှာပိုင်နေပင်ကတကယ်ကိုရှက်တက်တဲ့မိန်းကလေးဆိုတာကျွန်တော်သတိထားမိသွားတယ်အဲ့ဒါနဲ့သူမကိုနည်းနည်းဆန်းနောက်ချင်စိတ်ပေါက်လာခဲ့တယ်ဘာလို့လှည့်ကြည့်တာလဲငါကကြည့်ရတာအဲ့လောက်ဆိုးလို့လားကျွန်တော်ရဲ့စာမေးပွဲရလဒ်တွေကညံပြင်းတာမှန်ပေမဲ့ရုပ်ရည်ကတော့အစိုးကြီးမဟုတ်ပါဘူးတကယ်လို့လူယူရန်သားကျွန်တော်ကိုဆွဲချမထားခဲ့ရင်ကျွန်တော်ဒီလိုအခြေအနေမျိုးအထိရောက်မှာမဟုတ်ဘူးမဟုတ်ပါဘူးသူမကမျက်နှာကိုတင်းငင်အောင်ထိန်းထားပေမဲ့တေချာကြည့်လိုက်ရင်သူမရဲ့နေရက်ကလေးတွေရဲနေတာကိုတွေ့ရတယ်ကျွန်တော်ပြုံးပြီးမေးလိုက်တယ်ဒါနဲ့နေ့ရဲ့စာမေးပွဲရလဒ်တွေကအမြဲတမ်းထိတ်ဆုံးကလို့ကြားမိတယ်ပိုင်နေပင်ကကျွန်တော်စကားကြောင့်အသားမကျသေးပဲအတင်းတင်ပါပဲလို့ရိုးရိုးရှင်းရှင်းပဲဖြေတယ်ဒါဆိုနင်စိတ်ချရတဲ့ဂျူလာစာပြဆရာကောင်းကောင်းသိတာမျိုးရှိလားကျွန်တော်ကိုတယောက်လောက်လမ်းညွှန်ပေးပါလားရှာနေလို့
လူယူရန်ကိုအားကိုးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပြီးတော့ဒီတစ်ခါတော့အရင်ဘဝကလိုအဖေကအမြဲတမ်းရှာကျွေးထားနိုင်မှာပဲဆိုပြီးစာအုပ်တစ်လုံးတောင်တေချာမဖွင့်ပဲပေါ့ပေါ့ဆာဆာဖြတ်တန်းခဲ့တဲ့အမှားမျိုးကိုထပ်မလုပ်တော့ဘူးအခွင့်အရေးရှိတုံးစာတွေကိုအဖက်ဆယ်ဖို့လိုတဲ့ပိုင်နေမင်းမှာအဆက်အသွယ်ရှိမှာပဲသူမလမ်းညွှန်ပေးတဲ့သူဆိုရင်တေချာပေါက်ကောင်းမှာနင်းကျူတာရှာနေတာလားမူလကလူယူရန်ကျွန်တော်တို့အိမ်မှာလာနေတာဟာကျွန်တော်မှကျူတာရှိတယ်လို့ကြားလို့အဲ့ဒါကိုစင်ကြေပေးပြီးလာနေခဲ့တာအခုသူမကိုအလုပ်ပြုတ်လိုက်ပြီဆိုတော့အဲ့ဒီစင်ကြေကပြတ်သွားပြီးတကယ်တော့လူယူရန်ကကျွန်တော်ကိုစာတလုံးမှတိတိကျကျမတင်ပေးခဲ့ဘူးပါဘူးသူမမှာစိတ်ရှည်မှုလုံးဝမရှိတာသူမကိုပေးခဲ့ရတဲ့လစာတွေကအလကားဖြစ်ခဲ့တာပိုင်နေပင်တကယ်အံ့ဩသွားပုံရတယ်ကျွန်တော်နောက်နေတာမဟုတ်ပဲအတီပြောနေတာကိုမြင်တော့သူမကရေခွက်ကိုယူပြီးစိတ်လှုပ်ရှားမှုကိုဖုံးကွယ်ဖို့အသားလေးတငုံတောက်လိုက်တယ်ငါမှတော့တိတန့်ကျူတာမရှိဘူးငါဘာသာငါပဲစာဖတ်တာတကယ်လို့နင်းစိတ်မရှိရဲ့ငါနေ့တိုင်းလာပြီးစာကူကြည့်ပေးရမလားသူမစိတ်ထဲမှာတော့ကျွန်တော်သဘောတူလိမ့်မယ်လို့မထင်ထားဘူးအရင်တုန်းကကျွန်တော်ကသူမရှိနေတာကိုတော့အဖက်မလုပ်ခဲ့တာလေဒီနေ့ညစာစားဖို့ဖိတ်ခေါ်ခဲ့တာတင်သူမအတွက်အများကြီးဖြစ်နေပြီဒါပေမဲ့သူမရဲ့မျက်ဝန်းတွေကတော့နှွေးထွေးနေတယ်တကယ်တော့သူမကအထက်တန်းကျောင်းတင်ရုံညွှန်းနှန်းတွေကိုအကုန်လုံးပြီးစီးထားပြီးသားဖြစ်ပြီးတက္ကသိုလ်ဝင်ခွင့်ကိုပါအာမခံချက်ရထားပြီးသားဒါပေမဲ့သူမကကြွားရကြမှာဆိုလို့အဲ့ဒါတွေကိုထုတ်မပြောခဲ့ဘူးဒါဆိုရင်ကျေးဇူးတင်ပါတယ်နော်ကြိုပြောထားရမယ်ငါစာမှုပွဲအမတ်တွေကတော်တော်လေးစိုးတယ်ငါ့ကိုတော့လက်မလျှော့လိုက်ပါနဲ့ဦးလူယူရန်ရဲ့စာမှုပွဲရလက်တွေကလည်းကောင်းပါတယ်ဒါပေမဲ့သူမကကျွန်တော်ပေါ်စိတ်မရှိတာကျွန်တော်တခါပြောလို့နားမလည်တာနဲ့တင်သူမကချက်ချင်းအောင်ငေါက်တော့တာပဲတကယ်တော့သူမစာမပြခင်ကကျွန်တော်အမတ်တွေကအလဲလက်ရှိပါသေးတယ်သူမလက်အောက်ရောက်မှအမတ်တွေကပူဆိုးလာပြီးကိုယုံကြည်မှုပါပျောက်ဆုံးခဲ့ရတာအင်းဒါဆိုចောင်းစင်းရင်ငါလာခဲ့မယ်ကျွန်တော်တို့နှစ်ယောက်အေးအေးဆေးဆေးပဲညစာစားလိုက်ကြတယ်ပိုင်နေပင်းကအေးအေးဆေးဆေးစားတတ်ပြီးအတန်တောင်တိတ်မထွက်ဘူးကျွန်တော်တူကိုကင်ပြီးသူမပကံတဲကိုဟင်းတွေခတ်ထည့်ပေးလိုက်တယ်နေ့အိမ်လိုပဲသဘောထားပြီးစားပါအားနာမနေနဲ့အဲ့ဒီအချိန်မှာပဲလူယူရန်တယောက်လူချင်းရန်ကိုအိမ်လိုက်ပို့ပြီးပြန်ရောက်လာခဲ့တယ်သူမအဖေအလုပ်ဖြုတ်ခံလိုက်ရတဲ့သတင်းကိုကြားလာပြီးချင်းနဲ့အဖေဖြစ်သူစီကနေလဲဖုန်းထဲကနေပွားစီအပြောခံလာရပုံပဲသူမကိုမစောက်ပဲကျွန်တော်တို့ထမင်းစားနေကြတာကိုမြင်ပြီးဝိုင်းပေါ်မှာလဲဟင်းပူတွေမရှိတော့တာကိုတွေ့တော့သူမမျက်နှာချက်ချင်းတင်းသွားတယ်ကျွန်တော်သူမကိုအေးဆက်ဆက်တစ်ချက်ပဲလှမ်းကြည့်ပြီးဆက်စားနေလိုက်တယ်လူယူရန်ကသူမအဖေကိစ္စအတွက်ကျွန်တော်ကိုလာရန်တွေ့ဖို့လုပ်နေတော့ပိုင်နေပင်းကိုလှမ်းမြင်သွားတယ်သူကဘာလို့ဒီမှာရောက်နေတာလဲအရင်တုန်းကတော့လူယူရန်ပြောအောင်ဆိုပြီးကျွန်တော်တခြားမိန်းကလေးတွေနဲ့အဝေးမှာပဲနေခဲ့တာပိုင်နေပင်းလာရင်တော့ကျွန်တော်လည်းမကြည့်ပဲလူလွတ်ပြီးချက်ချင်းပြန်လွတ်ခဲ့တာအခုကျတော့သူမကိုညစာစားဖို့ပါဖိတ်ထားတာကိုသူကငါရဲ့ဧည့်သည်လေးနဲ့မှပြဿနာရှိလို့လားလူယူရန်ကမန်တင်းပြီးထိုင်လိုက်ကကျွန်တော်ကိုစိုက်ကြည့်တယ်နေငါကိုတဝင်းတူအောင်လှုပ်ချင်လို့သူ့ကိုတမင်ခေါ်ထားတာမဟုတ်လားပိုင်နေပင်းကတော့ကျွန်တော်ဘေးမှာငြိမ်လေးထိုင်နေပြီးဘာမှဝင်မပြောဘူးကျွန်တော်လူယူရန်ကိုကြည့်လိုက်တယ်နင်းအတွေးလို့နေပြီးနင်ကငါအတွက်အဲ့လောက်ထိအရေးမပါဘူးအရင်တုန်းကတော့ဒီမိန်းကလေးကငါရဲ့ကဘာတစ်ခုလုံးပဲငါဘဝရဲ့အရာရာတိုင်းကသူမကိုပဲဗဟုပြုရမယ်လို့ထင်ခဲ့တာအခုပြန်လာတဲ့အချိန်မှာတော့သူမကိုကြည့်ရတာယွန်းစရာကောင်းတယ်လို့ပဲခံစားရတယ်ဒီလိုလူမျိုးကိုဆက်ပြီးဂီယူဆိုင်နေမိရင်ပျက်စီးခြင်းလမ်းကိုပဲသွားရမှာတခြားမိန်းကလေးတယောက်နဲ့အတူရှိနေတာမြင်ုံနဲ့ငါတဝင်းတိုလိုက်မယ်လို့နင်းထင်နေရင်တော့ကြက်ဆောင်၍နေတကယ်ကြီးစိတ်ကူးရင်ဆန်နေတာပဲနေတခြားတယောက်နဲ့နီးစပ်သွားတာကိုမြင်ရင်ငါတကယ်ပဲစိတ်အေးသွားရမှာအနည်းဆုံးတော့နင်းငါကိုလာပြီးအနှောက်ယှက်ပေးမဲ့ရက်တွေရော့သွားတာပေါ့ပြောပြီးတာနဲ့သူမကလှည့်ပြီးအပေါ်ထက်ကိုတန်းတက်သွားကတကားကိုဒုံကနေစောင့်ပိတ်လိုက်တော့တယ်ကျွန်တော်စကားပင်စွန့်သွားရတယ်လူယူရန်ထွက်သွားတာနဲ့ပိုင်နေပင်းရဲ့မျက်နှာအမူအရာကတမျိုးပြောင်းလဲသွားတာကိုကျွန်တော်မြင်လိုက်ရတယ်သူ့စကားတွေကိုနားမထောင်နဲ့သူတကယ်ကြီးစိတ်ဆိုးသွားတာမဟုတ်ပါဘူးဟုတ်တယ်မလားကျွန်တော်လည်းတေချာမသိဘူးလေကျွန်တော်ကိုအံ့ဩသွားစေတာကပိုင်နေပင်းကဘာမှပြန်မပြောပဲငြိမ်သက်သွားပြီးအနှဲငယ်စိမ့်ကားတဲ့ပုံစံမျိုးဖြစ်သွားတာပဲညစာစားပြီးနောက်ကျွန်တော်ပိုင်နေပင်းကိုတကားဝအထိလိုက်ပို့ပေးလိုက်တယ်အိမ်အပြန်လန်ခီးကိုတတိထားသွားတော့သူမကစကားအများကြီးမပြောဘဲထွက်ခွာသွားခဲ့တယ်သူမကတဘာဝအတိုင်းအေးအေးဆေးဆေးနေတတ်တဲ့သူထင်ပါရဲ့ကျွန်တော်အိမ်ထဲပြန်ဝင်လာတော့လူယူရန်အပေါ်ထက်ကနေဆင်းလာခဲ့တယ်သူမဘာပဲလုပ်သူမရဲ့အဲ့ဒီမျက်နှာကတော့တကယ်ကိုလူအထင်ကြီးစရာပဲကြည့်ရတာနူးညံ့ပြီးပြင်းငိမ့်နေကအေးချမ်းတဲ့ပုံစံမျိုးပေါ့အဲ့ဒီပုံစံနဲ့ပဲအရင်ကကျွန်တော်ကိုလှည့်စားခဲ့တာလေနင်ဘာဖြစ်လို့ငါအဖေကိုအလုပ်ဖြုတ်လိုက်တာလဲသူမကပိုင်နေမင်းရှိမှာတော့ဒါကိုထုတ်မမေးခဲ့ဘူးဘာလို့လဲဆိုတော့သူမကိုသူမဒရိုင်ဘာရဲ့တမိတက်တက်ပဲဆိုတာလူတွေကိုမသိစေချင်လို့ပိုင်နေမင်းရှိမှာပြဿနာရှာရင်သူမအတွက်တိတ်ခါကြစရာဖြစ်မှာကိုငါကဒရိုင်ဘာတယောက်ကိုအလုပ်ဖြုတ်လိုက်တာလေအဲ့ဒါကိုနင့်ကိုရှင်းပြနေရအောင်မလားဒီနေ့ဖြစ်ပျက်ခဲ့တဲ့မြအရာအလုံးကငါရဲ့ဆုံးဖြတ်ချက်ပဲသူနဲ့ဘာမှမဆိုင်ဘူးတကယ်လို့နင့်မှာပြဿနာရှိရင်ငါ့ကိုပဲလာပြောဒါမှမဟုတ်ငါ့ကိုပါအလုပ်ဖြုတ်ပစ်လိုက်လေသူမကအလုပ်ဖြုတ်ဆိုတဲ့စကားလုံးကိုတုံးလိုက်တဲ့အချိန်မှာကျွန်တော်ကောင်းတဲ့အကြံတစ်ခုရသွားတယ်ကျွန်တော်လူယူရန်ကိုကြည့်လိုက်တယ်ကောင်းပြီလေပြဿနာမရှိပါဘူးနင်အခုဘာပြောလိုက်တာလဲလူယူရန်ကျွန်တော်ကိုအံ့ဩတကြီးစိုက်ကြည့်လာတယ်ကျွန်တော်ဆက်ပြောလိုက်တယ်နင်ပဲအမြဲတမ်းပြောခဲ့တယ်မလားငါကညံထိုင်းလို့တင်ရတာခက်တယ်ဆိုအဲ့ဒါဆိုရင်ဒီမှာတင်ပဲရက်လိုက်ကြရအောင်နင့်ပစ္စည်းတွေကိုတင်ပြီးဒီအိမ်ကနေအခုပဲဆင်းသွားတော့ငါတခြားကျူတာတယောက်ရှာလိုက်မယ်နင်ငါ့ကိုစားပြကြတဲ့ကငါအမတ်တွေကပိုဆိုးလာတာနင့်ကိုပေးနေရတဲ့လစာကတန်ဖိုးမရှိဘူးလို့ထင်တယ်လူယူရန်ကကျွန်တော်အရှုံးဖောက်ပြီးချင်းချောက်နေတယ်လို့ပဲထင်နေတာကျွန်တော်တကယ်ကြီးပြည့်စဲဖို့လုပ်နေတယ်လို့သူမလုံးဝထင်မထားခဲ့ဘူးနင့်အမတ်တွေညံ့တာကနေတကယ်ကြီးညံထိုင်းလို့လေဒီတင်ကန်းစာကိုပဲလူချင်းရန်ကိုတစ်ခါပြလိုက်ရုံနဲ့သူချက်ချင်းနားလဲတယ်နင်ကတော့ဘယ်နှခါပဲပြလုံးဝကောင်းနေမဝင်တာအဲ့ဒါငါအပြစ်မဟုတ်ဘူးတခြားပဲကျူတာပဲဖြစ်ဖြစ်ဒီလိုလူမျိုးကိုတင်ရင်ဒီလိုပဲလမ်းစာပြောင်းမှာပဲဒါကနင့်ပြဿနာတက်ပဲအခုချိန်ထိသူမကအပြစ်အလုံးကိုကျွန်တော်ပေါ်ပုံချဖို့နီးလက်ရှာနေတော့ပဲအိမ်မော်ကဆင်းသွားတော့ကျန်းဆောင်ယူလူယူရန်ရဲ့လေတံကတင်းမာသွားတယ်နင်ကចောင်းသားတယောက်ပဲရှိသေးတာစားထဲမှာပဲစိတ်နှစ်ထားစမ်းပါနင့်အမတ်တွေဒီလောက်ဆိုးနေတာမဆမ်းပါဘူးဒါကဘာကိုဆိုလိုတာလဲလူယူရန်ကအေးဆက်ဆက်ရဲလိုက်တယ်နင်အခုလိုကလေးကလားကစားပွဲတွေရှောက်လုပ်နေတာ
ငါလူချင်းရံနဲ့ရင်းနှီးနေလို့တဝန်တိုပြီးစိတ်ကောက်နေတာမဟုတ်လားအခုချိန်မှာငါကစာကိုပဲအာယုံဆိုင်ပြီးတက္ကသိုလ်ကောင်းကောင်းဝင်ချင်တာငါကနင်းနဲ့မတူဘူးစာတင်ပြီးဖြစ်စေမတင်ပြီးဖြစ်စေမိသားစုပတ်စံကိုထိုင်ထုံးနေလို့ရတဲ့အခြေအနေမျိုးမဟုတ်ဘူးအဲ့ဒါကြောင့်အခုချိန်မှာနင်းနဲ့တွဲဖို့ဆိုတာငါလုံးဝအစီအစဉ်မရှိဘူးကျွန်တော်သူမကိုအကြာကြီးစိုက်ကြည့်နေမိပြီးတကယ်ပဲအံ့ဩသွားရတယ်ပြီးမှပဲသဘောပေါက်တော့တယ်ဘသူကနင်းနဲ့တွဲချင်တယ်လို့ပြောလို့လေလူလူရန်နင်ကဘာမို့လို့ဒီလောက်တောင်ကိုယုံကြည်မှုတွေလွန်ကဲနေရတာလဲငါသာနင့်ကိုအဖက်မလုပ်ရင်နင်ကဘာမှမဟုတ်တဲ့ကောင်မလေးတယောက်တက်ပဲလူယူရန်ကတော့ကျွန်တော်ကောင်းပါပြီးမှန်တင်းနေတယ်လို့ပဲထင်နေတော့နင်းကြိုက်တယ်လို့တွေးနိုင်ပါတယ်ဒါပေမဲ့ငါကြိုသတိပေးထားမယ်တကယ်လို့နင်းပိုင်နေပင်းကိုဒီအိမ်ထဲထပ်ခေါ်ဦးမယ်ဆိုရင်ငါစီကနေမျက်နှာသာရဖို့လုံးဝမမျှော်လင့်နဲ့သူမကခြေဆောက်ပြီးလှည့်ထွက်သွားကမိမိအခန်းထဲဝင်ပြီးတကားကိုဒုံကနေစောင့်ပိတ်လိုက်ပြန်တယ်ကျွန်တော်အခန်းထဲပြန်ရောက်တော့အန်တီကြောက်စီဖုန်းဆက်လိုက်တယ်မနှက်ဖြန်မနှက်ကြရင်လူယူရန်ရဲ့ပစ္စည်းတွေအကုန်လုံးကိုတင်ပြီးသူ့ခန်းထဲကနေအပြင်ထုတ်ပစ်လိုက်ပါကျွန်တော်အိမ်မှာကျွန်တော်ကိုအထက်စီးလာလုံးမဲ့သူမျိုးကိုဆက်မထားနိုင်ဘူးပြီးနောက်ကျွန်တော်ပိုင်နေပင်းရဲ့ဖုန်းနံပါတ်ကိုတောင်းပြီးတင်လိုက်က message တစ်စောင်ပို့လိုက်တယ်အိမ်ကိုအဆင်ပြေပြေပြန်ရောက်ရလားပြန်စာမလာခဲ့ပါဘူးနောက်တနေ့မနက်မှာတော့ကျွန်တော်အကြာကြီးအတွင်းပထမဆုံးအကြိမ်ဖြစ်အိယာကနေအလိုလိုနိုးလာခဲ့တဲ့လူချင်းရန်ကိုတွားကြိုစရာလည်းမလိုတော့ဘူးလောစရာအကြောင်းလည်းမရှိတော့ဘူးလူယူရန်တယောက်အိမ်ကနေထွက်သွားတော့ပြီလို့ကျွန်တော်ထင်ထားခဲ့တာဒါပေမဲ့ကျွန်တော်အောက်ထပ်ဆင်းလာတဲ့အချိန်မှာသူမကထမင်းစပွဲမှာထိုင်ပြီးကျွန်တော်ကိုစောင့်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ထိုင်ကုန်တစ်ခုမှာထိုင်ပြီးမနက်စာစားနေလိုက်တယ်အရင်တုန်းကဆိုရင်မနက်တိုင်းလူချင်းရန်ကိုကြိုးဖို့အပြေးလောထွက်ခဲ့ရလို့အိမ်မှာမနက်စာကောင်းကောင်းထိုင်မစားခဲ့ရဘူးသူမရှိနေတာကိုမြင်ပေမဲ့ကျွန်တော်တစ်ချက်တောင်လှမ်းမကြည့်ခဲ့ဘူးငါနေနဲ့လမ်းကြောင်းတူမသွားဘူးနေအရင်ကြိုထွက်နေလိုက်တော့ကျွန်တော်မနက်စာစားပြီးအပြင်ထွက်လာခဲ့တယ်လူရန်ကနောက်ကနေကတ်လိုက်လာတယ်ဒရိုင်ဘာအစ်ကအစင်သစ်ဆောင်နေပြီးကျွန်တော်အတွက်ကားတကားဖွင့်ပေးတယ်ကျွန်တော်ကားပေါ်တက်လိုက်တော့လူရန်ကပါနောက်ကနေလိုက်တက်လာပြန်ရောကျွန်တော်သူမကိုလှည့်ကြည့်လိုက်တယ်လူရန်ဒါပါသဘောလဲနင်မဲမနေ့ကငါနဲ့ကားအတူတူမစီးတော့ဘူးလို့ပြောခဲ့တယ်မလားမနေ့ကနင်ပြောခဲ့တဲ့စကားလုံးတိုင်းကိုငါအကုန်မှတ်မိနေသေးတယ်နော်လူရန်ကနှက်ခမ်းကိုတင်းတင်းစေပြီးတိတ်ဆိတ်စွာထိုင်နေတယ်ငါအဖေကသာနင်းနဲ့အဆင်ပြေအောင်ပြန်လုပ်ဖို့အတင်းမတိုက်တွန်းခဲ့ရင်ငါဒီမှာရှိနေမှာမဟုတ်ဘူးနင့်မှာပတ်စံနေရှိုံနဲ့လူရသွင်းခံချင်နေတာလားဘာကြီးမို့လို့လဲဒါပေမဲ့ငါအဖေကတော့ဒီအလုပ်ကိုလိုအပ်နေသေးတယ်လေသူမကပတ်စံရှိလို့အာနာပြနေတာဘာဆန်းလဲဆိုတဲ့ပုံစံမျိုးနဲ့ပြောနေပေမဲ့ဖခင်ဖြစ်သူအတွက်ဒီအလုပ်ကလိုအပ်နေသေးတာကိုကျွန်တော်သူမနဲ့အချိန်ဖြုံးမနေချင်တော့တာမို့ဒရိုင်ဘာကိုမောင်းဖို့ပဲပြောလိုက်တယ်ကျောင်းရောက်တော့ကျွန်တော်ကားပေါ်ကဆင်းလိုက်ပြီးလူယူရန်ကလည်းနောက်ကနေကတ်လိုက်လာတယ်အရင်တုန်းကဆိုရင်သူတို့ကလူချင်းရန်နဲ့အတူ၃ယောက်တွဲရောက်လာကြဒီနေ့တော့လူချင်းရန်ကဘတ်စကာနဲ့သူမဘာသာသူမလာခဲ့ရတာသူမလူယူရန်ကိုမြင်တာနဲ့ချက်ချင်းအပြေးလွှားရောက်လာခဲ့တယ်လူချင်းရန်ရဲ့မျက်လုံးတွေကကျွန်တော်စီရောက်လာတယ်မနေ့ကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပြီးနောက်အစီခံရဲ့သားတစ်ယောက်ကလူယူရန်ပေါ်ဘလိုမျိုးတတိတွေရှိပြီးဒီလိုဆက်ဆံရဲလဲဆိုတာသူမစဉ်းစားလို့မရသေးပုံပဲသူမတို့နှစ်ယောက်အတူတူရောက်လာတာကိုမြင်တော့နင်းတို့နှစ်ယောက်ပြန်ဆင်ပြေသွားကြပြီလားလို့လှမ်းမေးတယ်ကျွန်တော်တို့နှစ်ယောက်လုံးကိုအဖက်မလုပ်ပဲအတန်းတဲကိုတိုင်းလျှောက်ဝင်ခဲ့တယ်လူယူရန်ကကျွန်တော်ရဲ့ကြောပြင်ကိုကြည့်ကြံခဲ့တယ်ကျွန်တော်သူမကိုလုံးဝစောင့်မှာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာသူမမျက်မှောင်ကျသွားပြီးလူချင်းရန်ကိုပြောလိုက်တယ်ငါသူ့လိုကောင်းတဲ့အငင်းပွားပြီးအစင်တန်းအကြမခံနိုင်ဘူးအစီခံသားကနင့်အပေါ်ဒီလိုဆက်ဆံတာကိုနင်ကတီးခံနေတော့မဲလားနင်ကအရန်စိတ်ရှိလုံးနဲ့အခုလူတွေအကုန်လုံးကကြက်ရှောင်ကြီးကပဲတကယ်အိမ်ရဲ့တခင်လေးလိုဘာလိုနဲ့ရှောက်ပြောနေကြပြသူတို့ထင်မြင်ချက်တွေကအရေးမကြီးပါဘူးပြီးတော့ငါအဖေကလည်းကြက်ရှောင်ကြီးရဲ့မိသားစုနဲ့ရင်းနှီးတာပဲလေအဖေကသူ့ကိုကူညီစောင့်ရှောက်ပေးဖို့ပြောထားလို့ငါလည်းပြစ်ပယ်ထားလို့မရဘူးကောင်းပြီလေဖခင်ဖြစ်သူရဲ့တောင်းဆိုချက်ကြောင့်လို့ကြားလိုက်ရတော့မှပဲလူချင်းရန်စိတ်သက်သာရသွားတော့တယ်ကျွန်တော်အတန်းထဲရောက်တော့ဝမ်ရင်ကရောက်နေပြီသူမကအတန်းတကားဝမှာပိတ်ရပြီးကျွန်တော်လမ်းကိုပိတ်ထားတယ်ထဲဆန်းဝမ်ရင်ကိုကျွန်တော်တစ်ချက်ကြည့်ပြီးအေးဆက်ဆက်ပြောလိုက်တယ်နင်ကတကယ်ကိုရဲတင်းတဲ့ကောင်ပဲမနေ့ကနင်လူလူရန်နဲ့လူချင်းရန်တို့ကိုလမ်းဘေးမှာထားခဲ့ပြီးဒရိုင်ဘာကိုကားမောင်းထွက်ခိုင်းလိုက်တယ်ဟုတ်လားကျွန်တော်ဝမ်ရင်ကိုကြည့်ပြီးခက်လောင်လောင်ရေးလိုက်တယ်ဒါကငါကားလေးကားပေါ်မှာဘသူ့ကိုပေးစီမလဲဆိုတာငါရဲ့ဆုံးဖြတ်ပိုင်ခွင့်ပဲအဲ့ဒါနင်းနဲ့ဘာဆိုင်လို့လဲကျွန်တော်ရဲ့အရှက်မရှိပြန်ပြောလိုက်တဲ့ပုံစံကြောင့်အားလုံးကြောင်သွားကြပြီးလူတွေကစိတ်ဝင်စားနဲ့ဝိုင်းကြည့်လာကြတယ်။နင်ကအဲ့ဒီမေဘက်ကကြီးကနင့်မိသားစုပိုင်လို့ပြောချင်တာလား။မဟုတ်လို့ဘာဖြစ်ရမှာလဲကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်။ဝင်းရင်ကနှာခေါင်းရှုံပြီးလှောင်ရလိုက်တယ်တော်ဆန်းပါကြက်ဆောင်ရွေရဲ့နင်ကဘသူလဲဆိုတာငါတို့အကုန်သိတယ်နင်ကဒီမှာလာပြီးတခင်လေးစတိုင်ဖမ်းကျင်နေတာလား။နင့်မှာအဲ့ဒီလိုအဆင့်တန်းမျိုးတကယ်ရှိလို့လား။ကြားတာတော့အဲ့ဒီဒရိုင်ဘာကနင့်အဖေဆိုနင်တို့တမိသားစုလုံးကလူယူရန်တို့အိမ်မှာအလုပ်လုပ်ပေးနေရတာမဟုတ်ဘူးလားလူယူရန်ကစိတ်တဘောထားပြေဝလုံးလို့သာပြဿနာမရှာတာမဟုတ်ရင်နင့်ကိုအိမ်ပေါ်ကနှင်ထုတ်လိုက်တာကြားပြီးအခွင့်အရေးရတော့လုံးမလာနဲ့ဝင်းရင်ကလူချင်းရန်နဲ့ရင်းနှီးပြီးလူချင်းရန်ကလည်းလူယူရန်ဘေးမှာအမြဲရှိနေတတ်တော့သူမပြောတဲ့စကားကိုလူတွေကအဟုတ်မှတ်ပြီးယုံကြတာပေါ့လူယူရန်နဲ့လူချင်းရန်တို့အတန်းဝါကိုရောက်လာတဲ့အချိန်မှာဝမ်ရင်ပြောနေတာတွေကိုအတိုင်းသားကြားလိုက်ရတယ်လူယူရန်ရဲ့မျက်နှာချက်ချင်းတင်းမာသွားတယ်ဘာလို့လဲဆိုတော့ဝမ်ရင်ကကျွန်တော်ကိုနှိမ်ပြီးပြောနေတာဖြစ်ပေမဲ့တကယ်တမ်းရှက်ရမှာကသူမကိုယ်တိုင်ဖြစ်နေလို့ပဲသူမကလှမ်းလာပြီးဝမ်ရင်ကိုပြောလိုက်တယ်နင့်နေရာနင်ပြန်ထိုင်တော့ဝမ်ရင်ကလူယူရန်ကိုမကြည်မနှက်ကြည့်လိုက်ပြီးသူမစိတ်ဆိုးနေတာကိုရိပ်မိတာကြောင့်ပစ္စည်းတွေကိုတင်ပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲနေရာရွှေ့သွားတော့တယ်လူယူရန်ကကျွန်တော်ဘေးမှာပြန်ထိုင်နေကျွန်တော်သူမကိုအထူးတလဲဂရုမစိုက်ပါဘူးသူမဘာလို့ကျွန်တော်စိတ်နှောက်ယှက်ဖြစ်မနေတော့ဘူးသူမကဆီယာမတွေရဲ့အချစ်တော်မူလို့နေရာချင်းလဲထိုင်တာကဘသူ့ကိုမှထူးထူးခြားခြားသတိထားမိစေမှာမဟုတ်ဘူးလေဝမ်ရင်ကလူချင်းရန်ဘေးမှာဝင်ထိုင်ရင်တကယ်ကိုမကြည်မနှက်ဖြစ်နေပုံရတယ်သူမကဘေးကိုစောင်းပြီးတူတူလေးပြောတယ်လူချင်းရန်
လူယူရန်ကဘာတွေတွေးနေတာလဲမသိဘူးကြက်ဆောင်ရီကသူ့အပေါ်ဒီလောက်ရိုင်းပြနေတာကိုသူကကာကွယ်ပေးနေတော့မဲ့အခုဆိုသူ့ဘေးမှာတောင်ပြန်သွားထိုင်နေပြီသူ့အဖေကကြက်ဆောင်ရီကိုကူညီဆောက်ရှောက်ပေးဖို့ပြောထားလို့ပါအဲ့ဒါကြောင့်ပါအဝေးကြီးရှောက်မတွေးပါနဲ့ဒါပေမဲ့ငါစဉ်းစားလို့မရတာကကြက်ဆောင်ရီကဘာလို့ဒီရက်ပိုင်းအဲ့လိုမျိုးတွေရှောက်လုပ်နေတာလဲအဲ့ဒီကားကသူ့အိမ်ကကားလို့တောင်ရှောက်ပြောနေသေးတယ်လူယူရန်ရဲ့ဖုန်းကိုကြည့်ဦးအရန်တန်ဖိုးကြီးတယ်သူပေးတဲ့လက်ဆောင်တွေကလည်းမနှဲဘူးပြီးတော့ကြက်ဆောင်ရီရဲ့ဖုန်းကိုကြည့်ဦးငါဖုန်းနဲ့တောင်တိတ်မကွာဘူးအဲ့ဒါကိုသူကတထေးသားတခင်လေးလိုဘာလိုနဲ့လာလုပ်နေတာဘသူကယုံမှလဲကျွန်တော်ကတော့စာပွဲခုံမှာထိုင်ရင်ဖုန်းကိုခိုးကြည့်လိုက်တယ်ပိုင်နေပင်းစီကနေနောက်ဆုံးတော့ပြန်စာရောက်လာခဲ့ပြီးစာလုံးတစ်လုံးနဲ့အင်းဆိုတဲ့စာလုံးလေးပေါ့ဒီလိုကွဲပြားခြားနားမှုကိုသတိမထားမိပဲမနေနိုင်ဘူးမနေ့ကတော့သူမကနှွေးထွေးပြီးစကားပြောရတာအဆင်ပြေခဲ့ပေမဲ့အိမ်ကနေထွက်သွားတာနဲ့သူမရဲ့ message တွေကရေခဲတုံးလိုအေးဆက်သွားတာပဲအခုမနေ့ရောက်မှပဲမနေ့ညကပို့ထားတဲ့စကားကိုပြန်တာလေဘေးမှာထိုင်နေတဲ့လူယူရန်ကကျွန်တော်ဖုန်းစကရင်ကိုလှမ်းမြင်သွားတယ်အဆက်အသွယ်နာမည်ကပိုင်နေပင်းဆိုတာကိုအတိုင်းသားမြင်နေရတာကိုသူမမျက်မှောင်အနှဲငယ်ကျုပ်သွားတယ်ဘာမှပြောင်းလဲသွားတာမျိုးမရှိပေမဲ့မနေ့ကတည်းကသူမစိတ်ထဲမှာတော့ကျွန်တော်ကလူတစ်ယောက်လိုလုံးဝပြောင်းလဲသွားတယ်လို့ခံစားနေရတာကျွန်တော်ပိုင်နေပင်းစီ message ကြထည့်ရိုက်လိုက်တယ်ဒီနေ့ညနေစာလာပြပေးပါလားသူမကစကလုံးတစ်လုံးနဲ့ပြန်ဖြေတယ်လာမယ်ဒါဆိုရပြီကျွန်တော်ဖုန်းကိုတိတ်လိုက်ပြီးအတန်းထဲကစာတွေကိုပဲအရင်ကထပ်ပို့ပြီးအာယုံစိုက်ပြီးနားထောင်နေလိုက်တယ်နေ့လယ်စာစားချိန်မှာလူကြီးရန်ကလူယူရန်နဲ့အတူအောက်ထပ်ကိုဆင်းဖို့လာခေါ်တဲ့ထွက်သွားခါနီးမှာလူယူရန်ကကျွန်တော်ကိုလှမ်းကြည့်ပြီးမေးတယ်နင်ထမင်းမစားဘူးလားကျွန်တော်တနေ့ကင်းလုံးစာတွေကိုပဲအာယုံစိုက်ပြီးငိုင်းလဲမငိုင်းငေးလဲမငေးပဲစာလုပ်နေတာကိုမြင်တော့သူမတော်တော်လေးအော်သွားပုံပဲအခုခေါင်းလောင်းတီးတာတော့ကျွန်တော်ကထိုင်ကုန်မှာထိုင်ပြီးစာစုတွေကိုတိတိကျကျပြန်ဖတ်နေတာကိုအရင်တုန်းကဆိုရင်ကျွန်တော်ခေါင်းထဲမှာသူမအကြောင်းတွေနဲ့ပဲပြည့်နေနေခဲ့လို့စာလေးလာခွင့်ရတာကအံ့ဩစရာကောင်းနေခဲ့တာလေသူမကကျွန်တော်စာလုပ်နေတာကိုကြည့်ပြီးသိချင်စိမ့်နဲ့မေးတာဖြစ်ပေမဲ့ကျွန်တော်ကတော့မော့တော်မကြည့်ပဲသူမစကားကိုမကြားချင်အောင်ဆောင်ပြီးစာကိုပဲဆက်ဖတ်နေလိုက်တယ်လူချင်းရန်ကလူယူရန်ကိုကြည့်ပြီးကြက်ဆောင်ရင်မလာရင်လဲတွားကြရအောင်ငါတို့ဟင်းဝယ်ပြီးပြန်ယူလာပေးရင်ရတာပဲဟာလို့ပြောတယ်လူချင်းရန်ကစေတနာနဲ့ပြောတာပါလူတိုင်းရဲ့မျက်စိထဲမှာတော့သူမကအမြဲတမ်းစိတ်ကောင်းရှိတဲ့သူပေါ့လူတွေကြွယ်ရမှာအတင်းပြောရင်တော့လူချင်းရန်ကအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ပဲဖြတ်တန်းခဲ့တာဒါပေမဲ့ကျွန်တော်ဘသူရဲ့အကျွေးကိုမှမခံချင်ဘူးကျွန်တော်ပစ္စည်းတွေကိုတိတိကျကျတင်းထရက်ပြီးသူတို့နဲ့အတူမဟုတ်ဘဲတယောက်တည်းအောက်ထပ်ကိုဆင်းလာခဲ့တယ်လူချင်းရန်ကလူယူရန်နဲ့အတူရှောက်လာရင်သူဘာဖြစ်နေတာလဲနင့်ကိုလုံးဝဥပိ္ပခပြုသွားတာပဲနင်သူ့ကိုစိတ်ဆိုးအောင်ဘာလုပ်မိလို့လဲလူယူရန်လည်းအဖြေရှာမရဖြစ်နေတာပဲအရင်တုန်းကသူမကျွန်တော်အပေါ်ဘလောက်ပဲအေးဆက်ကျွန်တော်ကအမြဲတမ်းသူမစီပြန်လာပြီးနီးစပ်အောင်နီးလန့်ရှာခဲ့တာလေဒါပေမဲ့မနေ့ကတည်းကသူမဘာမှမလုပ်ရသေးပဲကျွန်တော်ကဒီလိုပုံစံမျိုးဖြစ်နေတာဘလို့မှအတိတ်ပဲမရှိဘူးဒါနဲ့ဒီအပတ်ပိတ်ရက်ကနင့်မွေးနေ့မလားနင်သူ့ကိုဖိတ်အောင်မလားလူယူရန်ရဲ့မွေးနေ့ကမကြခင်ရောက်တော့မှမနစ်တုန်းကတော့သူမက Imperial Court Hotel Imperial Court Hotel မှာမွေးနေ့ပွဲကျင်းပခဲ့တာကျွန်တော်ကပဲနေရာကိုကြိုတင်ပို့ကင်လို့အသေးစိတ်ကအစအကုန်ပြင်ဆင်ပေးပြီးလူယူရန်ကိုသူမရဲ့အတန်းဖော်တွေကိုဖိတ်ခိုင်းခဲ့တာတညတဲ့တင်ငွေတောင်းချီကုန်ကြခဲ့တာပေါ့ပွဲတက်ခဲ့တဲ့သူတိုင်းကအဲ့ဒီအကြောင်းကိုတပြောဖြစ်ခဲ့ကြတာဒါကြောင့်လူယူရန်ရဲ့မွေးနေ့ပွဲကိုဖိတ်ကြားခံရခြင်းဟာအတန်းထဲကလူတွေအတွက်တော့တကယ်အခွင့်ထူးခံလူဒန်းစားတရက်လိုဖြစ်နေခဲ့တာပေါ့ဤဒီမှာဇလန်းဆက်ကိုမြန်မာဘာသာတို့စီလျောအောင်ပြန်ဆိုထားခြင်းဖြစ်ပါသည်ဒီနှစ်လဲထူးခြားမှာမဟုတ်ပါဘူးလို့လူတိုင်းကထင်ထားကြတာပေါ့တကယ်တော့ကျွန်တော်ကရက်ပေါင်းများစွာကြိုတင်ပြီးပွဲအတွက်အကုန်လုံးကိုစီစဉ်ပေးထားခဲ့ပြီးသားလေတကယ်လို့ကျွန်တော်ကသူမကိုအလုပ်ဖြုတ်မဲ့အကြောင်းထုတ်မပြောခဲ့ရင်လူယူရန်ကဒါကိုဒုတိယအကြိမ်တွေးနေမှာတော့မဟုတ်ဘူးဒါပေမဲ့မနေ့ကကျွန်တော်ပြောလိုက်တဲ့စကားတွေနဲ့ဒီနေ့ကျွန်တော်ရဲ့အေးဆက်ဆက်အပြုတ်မှုတွေကြောင့်သူမကိုပြန်ပြီးတန်တရားဝင်လာရတော့တယ်တကယ်လို့သူတာပွဲကိုရောက်မလာရင်မွေးနေ့ပွဲကောဖြစ်မြောက်ပါမလားသူမကဝိစာရွက်စာတန်းတွေကင်ပြီးအမောင်နဲ့ဝင်သွားတဲ့ကျွန်တော်ရဲ့ကြောပြင်ကိုကြည့်ရင်စိတ်အေးထားဖို့ကိုပါကိုပြန်ပြောနေရတယ်ရပါတယ်သူလာမှာပါသူငါမွေးနေ့ကိုဒီတိုင်းပြစ်ထားမှာမဟုတ်ပါဘူးသူငါကိုတမင်စင်ကားပြပြီးအန်အောစရာတခုခုလုပ်ပေးဖို့ပြင်နေတာလည်းဖြစ်နိုင်တာပဲအဲ့ဒီအတွေ့ကသူမရဲ့စိုးရိမ်စိတ်ကိုနည်းနည်းတက်တာသွားစေခဲ့တယ်သူမကလူချင်းရံပတ်လက်ပြီးသူလာမှာပါသူကငါမွေးနေ့ပွဲတိုင်းမှာတခါမှမပြတ်ကွက်ခဲ့ဘူးလို့ပြောလိုက်တယ်အဲ့ဒီနေ့ညနေမှာတော့လူလူရန်နဲ့လူချင်းရန်တို့ကကြောင်းနှစ်ပတ်လည်အထိမ်းအမှတ်ဖြုတ်ပြပွဲအတွက်ဇက်တိုက်စရာရှိနေကြတယ်ကျွန်တော်ကတော့သူတို့ကိုစောင့်မနေတော့ပဲအိမ်ကိုတန်းပြန်လာခဲ့တယ်အိမ်ရောက်တော့ပိုင်နေပင်းကရောက်နေပြီကျွန်တော်အိမ်ထဲဝင်ချင်းမှာပဲသူမနဲ့ဒူဘိုင်းတို့ကကျွန်တော်ကိုစီးကြိုကြတယ်သူမကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်အလိုလိုပြုံးမိသွားတယ်ဒါကအရင်ဘဝကကြံရစ်ခဲ့တဲ့တန်ရောစင်ကြောင့်လည်းဖြစ်နိုင်ပါတယ်အခုအချိန်မှာသူမကိုမြင်ရတဲ့အချိန်တိုင်းကတကယ်ကိုတန်ဖိုးရှိပြီးဆွဲဆန့်ထားခြင်းစရာကောင်းလို့ပါပိုင်နေပင်းကကျွန်တော်ရဲ့အပြုံးကိုသတိထားမိပြီးမျက်တောင်ခတ်ရင်းကြည့်နေတယ်သူမကကျွန်တော်ရဲ့အေးဆက်ပြီးခံမရခတ်တဲ့စိတ်နေစိတ်ထားတွေကိုပဲကြုံပူးနေတာကိုဒီရက်ပိုင်းကျွန်တော်ပြတ်တက်နေတဲ့နှွေးထွေးမှုတွေကသူမကိုအမြဲတမ်းအံ့ဩသွားစေခဲ့တယ်သူမကရှက်ကိုရှက်ခန်းဖြစ်နေပြီးကျွန်တော်မျက်လုံးတွေကိုတက်တက်တောင်မကြည့်ရရှာဘူးနင်းစောစောပြန်ရောက်သားပဲဒါဆိုအပေါ်ထက်စာကြည့်ကန်းကိုပဲတန်းသွားကြမလားကျွန်တော်သူမကိုအပေါ်ထက်ကိုခေါ်လာခဲ့တယ်တကယ်တော့ဒီနေ့အတန်းထဲမှာငါနားမလဲတဲ့သင်ခန်းစာတွေအများကြီးရှိခဲ့တယ်နင်းငါကိုတိတိကျကျလေးရှင်းပြပေးစေချင်တယ်ကျွန်တော်တို့စာကြည့်ခန်းထဲမှာထိုင်လိုက်ကြတယ်ကျွန်တော်ဘေးကထိုင်ကုန်ကတစ်ချိန်ကလူယူရန်ထိုင်ခဲ့တဲ့နေရာပေါ့ဒါပေမဲ့သူမဒီနေရာမှာထိုင်ခဲ့တုန်းကကျွန်တော်ကိုစာတလုံးမှမတင်ပေးခဲ့ဘူးတဲ့အပြင်ကျွန်တော်ဘေးမှာရှိနေတာကပဲသူမရဲ့ရှေ့ရေးကိုဆွဲချနေတယ်လို့မျိုးအမြဲတမ်းဆက်ဆံခဲ့တာပိုင်နေပင်းကကျွန်တော်ဘေးမှာဝင်ထိုင်ပြီးလေ့ကျင့်ခန်းမေးခွန်းစာရွက်နှစ်ဆောင်ကိုထုတ်လိုက်တယ်သူမကကျွန်တော်ရဲ့အခြေခံဘယ်လောက်ရှိလဲဆိုတာကိုအရင်သိကျင်လို့လေကျွန်တော်မေးခွန်းတွေကိုတိတိကျကျဖြေဆိုပြီးသူမစီပြန်ပေးလိုက်တယ်ပိုင်နေပင်းကစာရွက်တွေကိုကြည့်ပြီးခဏလောက်စဉ်းစားနေတယ်ကျွန်တော်တော်တော်လေးအားနာမိသွားတယ် sorry ပါနော်ငါကတကယ်ပဲစာမတော်လို့ပါမဟုတ်တာနင်းကြောင့်မဟုတ်ပါဘူးအရင်ကစာလေးလာတဲ့နီလန်းမမှန်ခဲ့လို့ပါအခုကစပြီးငါနင့်ကိုအခြေခံကနေပြန်ပြီးတိဆောက်ပေးမယ်အဆင်ပြေရဲ့လား
ကျွန်တော်ကောင်းချင်းပြလိုက်တဲ့ပိုင်နှင်းပင်စာတင်တဲ့အခါသူမရဲ့မျက်လုံးတွေကစာအုပ်ပေါ်မှာပဲရှိနေပြီးအရန်ကိုအာယုံစိုက်ကအေးအေးဆေးဆေးတင်ပေးတတ်တယ်ဒါပေမဲ့သူမရှင်းပြတဲ့ပုံစံကတကယ်ကိုထိုးထွင်းသိမြင်လွယ်လုံးနဲ့အရင်ကဘလို့မှခေါင်းထဲမဝင်ခဲ့တဲ့အရာတွေကသူမရှင်းပြလိုက်တာနဲ့ချက်ချင်းနားလဲသွားတော့တာပဲတော်တော်လေးအကြာကြီးစာတင်ပြီးတဲ့နောက်သူမခဏနားလိုက်တယ်သူမလေချောင်းတွေ၆ကပ်နေပုံရတယ်မောကြည့်လိုက်တဲ့အချိန်မှာကျွန်တော်သူမကိုစိုက်ကြည့်နေတာကိုတွေ့သွားတော့တာပဲသူမတတွေးကိုအသာလေးမျိုးချလိုက်ပြီးမျက်နှာကိုစာအုပ်ဖက်ပြန်လွှဲသွားတယ်တခုခုမှားလို့လားမေးစရာရှိလို့လားမဟုတ်ပါဘူးနေငါ့အပေါ်တကယ်ကိုစိတ်ရှည်လွန်လို့ပါဒါပေမဲ့ဖုန်းထဲမှာကြတော့နေငါတခြားလူတစ်ယောက်လိုပဲနော်စကလုံးတစ်လုံးနဲ့တင်တကယ်ကိုအေးဆက်လွန်နေအဲ့ဒါကလူယူရန်နဲ့ပတ်သက်တဲ့အခြေအနေတွေကြောင့်နေငါ့အပေါ်အမြင်မကြည်တာမျိုးရှိလို့လားမဟုတ်ပါဘူးမနေ့ကငါအိမ်ကိုလူတွေရောက်နေလို့အလုပ်ရှုပ်နေတာနဲ့ဖုန်းကိုချက်ချင်းပြန်ဖို့အချိန်မရလိုက်တာပါနင်းမက်ဆေ့ချ်ကိုမြင်တဲ့အချိန်မှာမနှက်တောင်ရောက်နေပြီဒါပေမဲ့နောက်ခါနင်းတစ်ခုခုလိုအပ်ရင်အချိန်မီဖုန်းတိုင်းရိုက်ဆက်လို့ရပါတယ်ကျွန်တော်တို့စာလုပ်လို့ကောင်းနေတော့မှပဲကျွန်တော်ဖုန်းမြည်လာခဲ့တယ်ကျွန်တော်ဖုန်းကိုချက်ချင်းကင်လိုက်တော့လူယူရန်ရဲ့လေတံမမကြီးကဖုန်းထဲကနေထွက်လာတယ်ကျန်းဆောင်ကြီးနင်ဘာရီရှောက်လုပ်နေတာလဲငါဘာလုပ်လို့လဲသူမရဲ့လေတံကရန်တွေ့တဲ့လေတံမျိုးဖြစ်နေပြီးသူမဒီတစ်ခါဘာကြောင့်ဒေါသထွက်နေလဲဆိုတာကျွန်တော်တကယ်မသိဘူးနေငါရဲ့ပစ္စည်းတွေအကုန်လုံးကိုအပြင်ထုတ်ပစ်ခိုင်းလိုက်တယ်ဟုတ်လားကျွန်တော်ပိုင်နေပင်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးဒါကိုဖုန်းကွယ်မနေတော့ပဲဖုန်းထဲကိုဓာတ်ရိုက်ပြန်ပြောလိုက်တယ်ငါမနေ့ကပဲနင်းကိုအလုပ်ဖြုတ်လိုက်ပြီလို့ပြောပြီးသားလေအဲ့ဒီလိုဆိုမှတော့နင်းဒီအိမ်မှာဆက်နေစရာအကြောင်းမရှိတော့ဘူးဟုတ်တယ်မလားငါအခုစာတင်နေတာငါ့ကိုလာမနောက်ဆက်နေတော့ပြောပြီးတာနဲ့ကျွန်တော်ဖုန်းချပစ်လိုက်တယ်လူယူရန်ကတော့အိမ်ရှိတကားဝမှာရရင်အပြင်မှာပုံထားတဲ့သူမရဲ့ပစ္စည်းတွေကိုကြည့်ပြီးကြောင်အနာတော့ကျွန်တော်တကယ်ကြီးပြက်ပြက်တတလုပ်ပြီးသူမကိုအိမ်ပေါ်ကနှင်းထုတ်လိုက်မယ်လို့သူမလုံးဝမယုံနိုင်ဖြစ်နေတာကျွန်တော်ဖုန်းကိုချလိုက်ပြီးပိုင်နေပင်းကိုကြည့်ကကဲငါတို့စကြရအောင်လို့ပြောလိုက်တဲ့ဒိုင်နေပင်းကလည်းခေါင်းချင်းပြတယ်ခဏနေတော့စာကြည့်ခန်းတကားကြီးဝုန်းကနေပွင့်သွားခဲ့တယ်လူယူရန်ကတကားဝမှာရက်နေပြီးမျက်နှာတစ်ခုလုံးဒေါသကြောင့်မင်းမောင်တွေကကျွန်တော်နဲ့ပိုင်နေပင်းကိုစိုက်ကြည့်နေတယ်သူမရဲ့မျက်ဝန်းတွေထဲမှာနှာခေါင်းရှုပ်မထောက်မညာတဲ့အရေးအယောင်တွေတိုင်းသားမြင်နေရတာပေါ့ကျွန်တော်ထွက်လိုက်တယ်နင်ပါလို့ချင်းလို့လေနင်ပဲငါ့ကိုမကြိုက်ဘူးလို့ပြောခဲ့တယ်မလားနင်ပဲငါကနင်နဲ့မတန်ဘူးလို့ပြောခဲ့တာလေအခုကျတော့ဘာဖြစ်လို့နင်ကိုယ်တိုင်ကလက်မလွတ်နိုင်ဖြစ်နေရတာလဲလူယူရန်ကအခန်းထဲကိုခြေလမ်းကျဲကြီးနဲ့ရှောက်ဝင်လာခဲ့တော့တယ်